almost like twins. They are sisters, 1.5 year different age. Sharing on one day, so we are. တော်တော်တွေ့ရခဲ့တယ်နော်အထက်အောက်နှစ်ယောက်ကရုပ်ရည်ဒီလောက်တူတယ်ဆိုတာ တင်ပါဗျာ တော်တော်တွေ့ရခဲ့ရှားပါ မနေ့ကမမ pet scan နဲ့ထားတဲ့ဥစားလေးပြချင်လို့ပါဟောသူ ဆရာမှာကြည့်ရ ဒီမှာဆရာစိတ်ဝင် ဒီ စား ဒီလိုပြဟိုမနေ့ကဆရာတော်စီကိုအာရုံပြီးတော့လေလာပြီးတော့ကပ်ပြီးချိန်မှာဆရာတော်ကဒီအာဟာရနဲ့ပတ်သက်လို့အခြေတွဲတပည့်တော်ပြောပြလိုက်တာဒီတော့လေး အာဟာရနဲ့ပတ်သက်တာပြောရရင်ဒကမကြီး တင်ပါဗျာ ရက်ပေါင်းများဆို တ ကြာ ပည့်တော်လေးညံတော်တော်ဖြစ်သွားတယ်ဗျာတပည့်တော်လိုအပ်ချက်ကိုဆရာတော်ကဒီကွက်တိဖြည့်ပေးလိုက်တယ်လို့ပါပဲဗျာဘာဖြစ်လို့လဲဆိုတော့တပည့်တော်ကဒီယောဂဖြစ်တယ်ဆိုတာသိပြီးတဲ့ကဟိုလောကီမှာအမှန်တန်အလုံးများနေပါတယ်ဗျာအကုန်ဆွတ်လို့ပြောတပည့်တော်လေးတောလေးကိုသွားပါတယ်ဗျာတောလေးသွားတဲ့အခါမှာတပည့်တော်တို့အစားတော့ကအဆင်မပြေပါဘူးဗျာအပြေတဲ့အခါမှာတပည့်တော်ကတောရအကြောင်းလေးမှာသူတို့ဆိုးခံစားတဲ့ဟာလေးတွေစီတွေပါတယ်များတော့တပည့်တော်ကစီအနည်းဆုံးကိုယူလိုက်တဲ့အခါမှာမပြည့်တမျိုးပဲရှိတယ်ဗျာအဲ့တော့တပည့်တော်စီအနည်းဆုံးအပြည့်ရည်နဲ့ခါတရံမှာရုံးပရိသီခရမ်းကျင်သည်အဲ့ဒါနဲ့ထမင်းနဲ့တပည့်တော်ဟိုအတင်းဇာတ်သေးကိုထည့်ပြီးတော့တရားအားမထုတ် စားစရာကထမင်းပဲရှိတယ်ဆိုတော့မပေါ့ တင်ပါဗျာတပည့်တော်ပါဇာတ်သေး အဲ့ ကို တော့ထမင်းကိုပဲများများစားတော့ကာဘိုဟိုက်ဒရိတ်ကလိုတော့ထက်များ တင် သွား ပါဗျာအဲ့တော့တပည့်တော်ကအရေးကြီးတာအားထုတ်ဖို့အရေးကြီးတယ်အရေးကြီးတာအားထုတ်ဖို့ဆိုတော့အဲ့ဒီမှာသွားပြီးလောဘဖြစ်ပြီးတော့ဗျာပြီးတော့ကလေဟိုဝိတ်တွေလည်းတက်လာပြီးတော့လူကလည်းအဲ့လိုပေါ့နော်ဟိုဆရာတော်ရဲ့အဲ့လိုဖြစ်လာတဲ့ခါကျတော့မနေ့ကဆရာတော်မိတ်လိုက်တဲ့အချိန်မှာဒါ neutral ဖြစ်ဖို့ကအတော်အရေးကြီးပါလားဆိုတော့မနေ့ကပြန်ရောက်ခဲ့တယ်တပည့်တော်ကာဘိုဟိုက်ဒရိတ်တစီမှမသွင်းတော့ဘူးဗျာ ဟိုအဲ့လောက်ကြီးချက်ချင်းမလုပ်ပါနဲ့ဟိုဒကမကြီးရဲ့ personality ကလှုပ်ချင်အလွန်ကျွံလှုပ်တဲ့ personality အဲ့ဒါလည်းသတိထားပါဘုန်းကြီးနားလဲပါတယ်နော်တဖြည်းဖြည်း short ဖို့ဘုန်းကြီးပြောတာဒီနေ့ကိုတလှုပ်စာ short ပါ တင်ပါဗျာ တစ်ချိန်ကြာရင်ဒီလိုပိုကောင်းလာတာတွေ့ရမယ်ဟိုကျုပ်ရဲ့ short လိုက်ရင်တော့နေလို့မကောင်းတော့ တင်ပါဗျာ အဲ့ဒါမကောင်းဘူးနော်ဟိုတခုခုကိုလှုပ်လိုက်လို့ bad feeling ဖြစ်လာရင်ဘုန်းကြီးလုံးဝအာမပေးတရားထင်တာတော့မှစိတ်ပင်ပန်းကိုယ်ပင်ပန်းခံပြီးတော့အလွန်ကျွံမလုပ်ပါနဲ့ တင်ပါ ဟိုကို experiment တစ်ခုလို့ပေါ့တောင်းနာတာကိုတော့ငါကြည့်အောင်မယ်နားရဲဆိုတာဘယ်လိုသဘောရှိလဲဒါပေမဲ့ကြိတ်မိတ်ပြီးတော့ချွေးပေါက်ကြတဲ့ထီအောင်နားတဲ့ထီအောင်တော့မနေနဲ့အစားတော့လဲလို့ပဲ simple food ဘုန်းကြီးလည်း simple ဖြစ်တာကြိုက်ပါတယ်ဟိုဝယ်ရတာလည်းလွယ်တယ်ချရတာလည်းလွယ်တယ်စားရတာလွယ်တယ်အစာချေဖို့လွယ်တယ်အဲ့ဒါကြိုက်တယ်နော်ဒါပေမဲ့အလွန်ကျွံဘက်ကိုဘုန်းကြီးဘယ်တော့မှမသွားဘူး တင်ပါဗျာ မသွားဘူးလို့ဆိုပေမဲ့ဘုန်းကြီးကပင်ကိုစရိုက်ကအလွန်ကျွံဘက်ကိုသွားတယ် တပည့်တော်တော့ကြာတပည့်တော်နဲ့တူတယ်ဗျာ အဲ့တော့ ဘယ် extreme ဖြစ်တယ် ကိုဟာကိုနည်းနည်း balance ဆိုတဲ့စကားလုံးအမြဲတမ်းခေါင်းထဲမှာထားတယ် balance အခုဘုန်းကြီး diet အကြောင်းတွေဖတ်တော့လဲလို့ပဲဆရာဝန်တယောက်စီမှာသူ့မှာအာသာချက်တစ်ခုရှိတယ်သူ့မှာအစွဲတစ်ခုရှိတယ်ဒါမှကောင်းတယ်အဲ့လိုဆွဲရှိတယ်နော်ဘုန်းကြီးကအကုန်လုံးကိုဖတ်တော့ तू ကလည်းဓမ္မကောင်းတယ် तू ကလည်းဓမ္မကောင်းတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကစမ်းကျင်ပဲ တင်ပါ လို့လုပ်တယ်အဲ့တော့ဘုန်းကြီးကအကုန်လုံးဖတ်ပြီးတော့ balance ကိုရှာတယ် balance ကိုရှာတဲ့နေရာမှာလဲဒကမာကြီးရဲ့ balance နဲ့ဘုန်းကြီးရဲ့ balance နဲ့မတူနိုင်ဘူး No, you cannot copy my diet. My diet is only for me, it's good for me, but it may not be good for you. So keep this in mind. No formula. No formula. You have to be creative every day, every day. Be sensitive to your mind and body. တင်ပါ Oh, ဘုန်းကြီးအင်္ဂလိပ်လိုပြောရင်အင်္ဂလိပ်လိုကျင့်ပြတော့ ရပါတယ်ဗျာတပည့်တော်နားလဲပါတယ်ဗျာတင်ပါတင်ပါဗျာတခါလေကြာရင်လေ we understand in English better than in Burmese Okay, okay. ဟုတ်ကဲ့ပါ ဒီတစ်ခါလေလူကရောနေတာ哦တချို့ကဗမာလိုနားမလဲတချို့ကအင်္ဂလိပ်လိုနားမလဲအဲ့တော့ဘာပြောမှမသိတော့ တင်ပါဗျာတင်ပါ သူတို့တနာရတဲ့ကိုပိုးပင်ပန်းသွားတယ် တင်ပါဗျာ ဟောငါဒီလိုအင်းလေးလိုပြောရင်ဗမာလိုအင်းလိုနားမလဲလူကနားမလဲလို့သူ့အတွက်လကားဖြစ်သွားပြီအဗမာလိုပြောရင်ဗမာလိုနားမလဲလူကသူ့အတွက်လကားဖြစ်သွားပြီအဲ့တော့ဘယ်လိုလုပ်အောင်လဲမသိဘူး တပည့်တော်လေးဗျာအခုဆရာတော်ဘုရားလေအောင်လန်ဆရာတော်ဘုရားကြီးအရှင်စံတိမှာသူရဲ့အခုစာအုပ်တအုပ်ပေါ့နော်နောက်ဆုံးထွက်တာလေးဒီ Richard Park ရဲ့ဒီ
Richard Baxter တော့ဘုန်းကြီးဖတ်ဘူးလေ not တော့ကိုဖတ်တာမပြီးအောင်မဖတ်နိုင် တင် ဘူး ပါဗျာအဲ့ဒီဒီ illusion ဆိုတဲ့စာအုပ်တော့ရှိ တင် တယ် ပါဗျာယောနသန်ဇေယောပေါ့နော် အဲ့ဒါဖတ်ဘူးပါ အဲ့ဒီဟာကို तू ကအခုဒီ membership ပါဒီလမ်းကြောင်းကျင့်စဉ်နဲ့ comparatively လုပ်ပြီးတော့ research နဲ့ရေးထားတဲ့စာအုပ်ကလေးဗျာအဲ့စာအုပ်ကလေးကတော်တော်လေးကိုဆရာတော်ဘုရားရဲ့ဉာဏ်နဲ့ပေါ့လေသူဒါကို comparatively ရေးထားတာတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဗျာဒီလိုအဲ့စာအုပ်ကလေးကိုမောင်လေးဖတ်ဖို့ဆိုတည်လာတယ်ဗျာဒီရောက်တော့ဆရာတော်မနေ့ကတွေ့တော့ဆရာတော်များဒါလေးကိုပေါ့နော်သုံးသက်တဲ့ဟာပေါ့လေကိုက ဘုန်းကြီးမှာစာအုပ်က overload ဖြစ်နေတယ် too much to read too တင်ပါ much to ဗျာ read တင်ပါ အဲ့တော့ Jonathan ဇင်ရောဆိုတာကိုအင်္ဂလိပ်လိုဘုန်းကြီးဖတ်ပြီးပါပြီနော်သဘောကျတဲ့အပိုင်းတွေအများကြီးရှိပါတယ် တင်ပါဗျာတင်ပါဗျာတင်ပါဗျာ ဟောအခုအရေးကြီးဆုံးကဒကမာကြီးဘုန်းကြီးအတွက်ဒကမာကြီးဘာမှထည့်မစမ်းဘူးအရေးကြီးဆုံးကဒကမာကြီး တင်ပါဗျာတင်ပါဗျာ အဲ့တော့အခုအချိန်မှာဒကမာကြီးအတွက်ကလည်းကျန်တာဘာမှအရေးမကြီးဘူးကျမ်းမာရေး တင်ပါဗျာ ကျမ်းမာရေးမှာခန္ဓာကိုယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြောလိုက်ရင်အမြဲတမ်းဘုန်းကြီးဘုရားဟောကိုပြန်ပြီးတော့ quote လုပ်တယ်နော် တင်ပါဗျာ ထူးထူးဆန်းဆန်းမဟုတ်ဘူးခက်ခက်စာအုပ်ကြီးတွေလှမ်းပြီးတော့ရှာနေရမယ့်စကားတွေမဟုတ်ဘူးလူတိုင်းသိတယ်ကန်စိတ်ဥတုဟာရ တင်ပါဗျာ အဲ့ဒါကိုတစ်ခုမှမလွတ်စေနဲ့တစ်ခုမှမလွတ်ရင်မကဘူးသူ့မှာနောက်ထပ်လာတွဲလို့ရသေးတယ် တင်ပါဗျာ တွဲလို့ရတာဘုရားကမသိလို့ခြံခဲ့တယ်လို့မဟုတ်ပါဘူးနော်ဘုရားကလူရင်းကိုပြောလိုက်ပြီ တင်ပါဗျာ တချို့ဟာလေးတွေကထပ်တွဲလိုက်ရင်ပိုကောင်းတယ် တင်ပါဗျာ အဲ့တော့ကံကဟိုတစ်ခါလည်းပြောပြီးပြီနော်ဒီနေ့ကံကအတိတ်ကံကတော့မတတ်နိုင်တော့ဘူးပြီးခဲ့ပြီကိုကောင်းကျိုးဆိုးကျိုးကသူပေးနိုင်တဲ့ချိန်မှာပေးလိုက်မယ်ကိုကအဲ့ဒါကိုမမြန်ပေးအောင်ကြိုးစားနေတော့မောပါတယ် မှန်ပါဗျာ နော်အဲ့တော့ဘုန်းကြီးကအတိတ်ကကံကကောင်းခဲ့တယ်လို့ကိုယုံကြည်တယ်ကောင်းခဲ့လို့လည်းဒီလောက်ထိကောင်းနေတာပေါ့နော် မှန်ပါဗျာ ဒီလိုဘဝမျိုးဒီလိုပညာရှာခြင်းနဲ့စိတ်ဓာတ်မျိုးဒီလိုအတိအညာမျိုးရတယ်ဆိုတာကကျင့်တတ်ပြီ မှန်ပါဗျာ ကိုယ့်ဘဝမှာအခက်အခဲတွေအများကြီးကြုံခဲ့တယ်ဒါကြောင့်ဘုန်းကြီးကသူ့ဘဝမှာအခက်အခဲတစ်ခုမှမကြုံဘူးလို့လူတစ်ယောက်ကပြောရင်သူ့ကိုကြည့်ပြီးတော့တော်တော်တနာစရာကောင်းတာပဲသူဘာမှမသိဘူးနော်အခက်အခဲကိုစူးစမ်းပြီးတော့ကြိတ်မိတ်ပြီးတော့တီးခါတယ်လည်းပါတယ်နီလန်းရှာပြီးတော့ကြော်လွှားရတာလည်းပါတယ်အဲ့ဒါမပါဘဲနဲ့ maturity ဆိုတာဖြစ်ဖို့မလွယ်ဘူးအတိညာရင်းကျက်တော့သူဖြစ်ဖို့ဆိုတာတပည့်တော်ကကံကောင်းလို့ဘုရားမူလာကလေးကဘာအခက်အခဲမှမရှိဘူးအေးမင်းတက်လုံးကလေးလိုပဲနေသွားမှာပဲ တင်ပါ နော်အဲ့တော့ဘုန်းကြီးလိုချင်တာကတက်တောင်နေတာမဟုတ်ဘူးတက်တောင်နေတာမလို့ချင်ဘူးလိုချင်တာကအတိညာရင်းကျက်တာလိုချင်တယ်ဘဝကိုညံလေးနဲ့နေသွားချင်တယ်ညံကိုဘယ်နေရာမှာသုံးရလဲဘယ်ချိန်ကျရင်လူကပို့ထုတ်တယ်လေ အခက်ခဲကြုံတယ် အခက်ခဲကြုံမှထုတ်တယ်အခက်ခဲမကြုံရင်မထုတ်ဘူးကလေးတယောက်ကိုစံဝဲမှာဒါရီမင်းမယ်လို့အပီးပြောထားလိုက် တင်ပါ အဲ့ဆိုသူအဲ့ဒါလေးချက်ထားမယ်သူမှအခက်ခဲမရှိတော့စံဝဲတော့ဖြင်းသူဖြင်းလိုက်မယ်သူပညာတတ်ဖြစ် ကြီး သွား နဲ့ချက်သေးကြလာပို့ထုတ်ပါ အချင်းကြက်တဲ့ရဖို့လို့လေအဲ့ဒီအချင်းကြက်စီရဆိုတာတွေကအမျိုးမျိုးရှိတယ်နော် မှန်ပါဗျာ ဟိုဒကမကြီးယောဂဖြစ်တာတော့ကြားရတာဟိုစိတ်မကောင်းပါဘူးဗာပြောနော်အားလုံးကျမ်းမာစေခြင်းတယ်ကိုယ်တိုင်ကအဲ့လိုယောဂဖြစ်မလဲနေမလဲဆိုရင်တော်တော်ကြောင်ကြမှုတော့ကတော့ဖြစ်မှာပဲ တင်ပါဗျာ နော်ဟိုကြိုးစားပြီးတော့ခံရမှာပေါ့နော်အဲ့တော့ဒီအခက်ခဲဒီပင်လျင်ငါ့အတွက်တစ်ခုခုအကျိုးရှိရမယ် အင်မတန်မှပါတယ်ဗျာတင်ပါ ဒီအခက်ခဲကြုံလိုက်ရတာငါတို့အလကားဖြစ်မသွားစေရအောင်။ကြောင့်ဘုန်းကြီးဘုရားမှာကြုံရတဲ့အခက်ခဲတွေတိုင်းကိုဘုန်းကြီးကအလကားအဖြစ်မခံနိုင်ဘူး ကျေးဇူးရှင်နေတယ်ဗျာတကယ်အခက်ခဲဆိုတာလေ ။ဒါကတော့လူတိုင်းကြုံရမှာပဲနော်။လူတိုင်းအနေနဲ့မရတော့အခက်ခဲကြုံကြရပါတယ်။အခက်ခဲမကြုံရဘူးဆိုတဲ့လူတွေတော့မှဒီမှာအခက်ခဲရတော့ရှိပါတယ်။ခုမှတစ်ခုတော့ရှိတယ်။အဲဒါကြောင့်ဟိုဒီအခက်ခဲဒီပင်ငါ့ကိုပို့ပြီးတော့အသိဉာဏ်ကိုစိတ်ဓာတ်ကိုရင့်ကျက်အောင် တင်ပါဗျာ လုပ်ပေးမဲ့အချိန်တွေတစ်ခုပဲတောင်းဆိုနေပြီ မှန်ပါဗျာ ငါ့ကို test လုပ်နေပြီဒီလိုသဘောထားရလို့ရှိရင်ငါနေ့တိုင်းညာနဲ့သုံးပေါ်နေသွားရမယ်အဲ့တော့ကံစိတ်ဆိုတာကတော့စိတ်ထားတတ်ဖို့ပြောတာပေါ့နော်စိတ်ထားမတတ်ရင်ယောဂဖြစ်မယ်စိတ်ထားတတ်ရင်ယောဂမဖြစ်ဘူးယောဂတက်တာ ထားထားရမှာလားသူ့ကြည့်နေရမှာလားဗျာ ကြည့်ရမှာသိရမှာတော့ကောင်းကောင်းဆိုအကုန်လုံးသိရမှာပဲနော် မှန်ပါဗျာ အဲ့တော့စိတ်ထားတတ်ဖို့ဆိုတာမှလည်းပဲနေရာတိုင်းမှာစိတ်ထားတတ်ဖို့လိုတာ မှန်ပါဗျာ အဲ့တော့စိတ်ဆင်းရဲနေပြီဆိုရင်ကိုစိတ်ကိုတခြားကြည့်ဖို့လိုတယ်ကြည့်လို့ရှိရင်ဘာဖြစ်လို့ဆင်းရဲနေတာလဲ မှန်ပါဗျာ တွေးလိုက်မယ်မကျင်တော့တစ်ခုခုကြောင်းလို့ဆင်းရဲတာပဲ
ကိုဖြစ်ချင်လို့မဖြစ်ရလို့ဆင်းရဲတာပဲလူရင်းကတော့ဒါပဲအတိတ်ပဲအဲ့ဒီကိစ္စဟာဟိုအိမ်တော်ကြီးဖြစ်ချင်းဖြစ်မယ်တာရီသမီးဖြစ်ချင်းဖြစ်မယ်စီးပွားရေးဖြစ်ချင်းဖြစ်မယ်တရားချင်းပေါင်းသင်းဆက်ဆံရေးဖြစ်ချင်းဖြစ်မယ်ဘယ်နေရာမှာမဖြစ်ဖြစ်ပေါ့ကိုဖြစ်ချင်တယ်လို့မဖြစ်ရလို့သိဆင်းရဲတာပဲရှင်းနေတာပဲနော်အဲ့လိုအခြေအနေကိုညံနဲ့သေချာကြည့်ပြီးတော့သဘောထားမှန်သွားလို့ရှိရင်သူကစိတ်ဆင်းရဲမှုကလျော့သွားတယ်ပြဿနာပျောက်မသွားဘူးနော်ဘုန်းကြီးပြောတာအဲ့လိုလုံးလိုက်ပြဿနာပျောက်သွားပြီလို့မပြောလို့ပြဿနာသူ့နေရာမှာသူရှိနေတယ်နော်ဒါပေမဲ့ကိုကစိတ်ထားကိုပြင်လိုက်လို့ကြောင့်ဒီပြဿနာကိုဖြေရှင်းတဲ့လောက်ဖြေရှင်းတယ်မရတဲ့အပိုင်းကိုလည်းလို့မှသဘောမထားတော့ဘူးလက်ခံလိုက်မယ် acceptance နော်လက်ခံလိုက်တယ်ရှိပါစေဖြစ်ပါစေနော်ဒါအချင်းချင်းပြောတာပေါ့နော်ဒါကပြဿနာတစ်ခုကိုထားတဲ့သဘောထားကိုပြောတာဟုတ်နော်ပြောစရာဖြစ်ရင်လည်းဒီလိုပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးပြောတယ်တေချာကြည့်ပြောတာကောင်းပါတယ်နော်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုဆွဲလန်းသွားတာမကောင်းဘူးဒီနေ့ပဲ email တစ်စောင်တစ်ပည့်စီပို့လိုက်တယ်သူ့ကိုပို့လိုက်တဲ့ထက်မှာအင်္ဂလိပ်လိုပဲရေးတာကိုပုံရ email ဘာမှလို့မရေးတတ်ဘူးအဲ့တော့တစ်ခုခုကိုဘာမှလိုပဲပြန်ပြောရရင်နော်တစ်ခုခုကိုတွေ့ရကျင်တဲ့ခါမှာနှစ်သက်တယ်မစားစရာကောင်းကောင်းတစ်ခုစားရတဲ့ကနှစ်သက်တယ်နော်တာယာလေးနေရာလေးတနေရာသွားတဲ့ကနှစ်သက်တယ်ဘုန်းကြီးအဲ့လိုနေရာအများအားရှာတယ်တာယာတဲ့နေရာအေဂျင့်တဲ့နေရာသွားချင်တယ်နှစ်သက်တယ်နော်မနှစ်သက်တော့သူ့ကိုခံစားရတာပေါ့ရောက်သွားပြီဆိုအော်ကောင်းလိုက်တာခံစားပါဒါပေမဲ့မဆွေးနွေးပါနဲ့သိမ့်ပိုက်ဖို့မကြိုးစားပါနဲ့ so the joy of living ဆိုတာကဘာလဲဆိုတော့ enjoying without wanting to possess သူ့ကိုခံစားရတယ်ဒါပေမဲ့သူ့ကိုပိုင်ဆိုင်ဖို့မကြိုးစားဘူးအဲ့ဒီပိုင်ဆိုင်ဖို့မကြိုးစားဘူးဆိုတာမှာအခုလိုရှုခင်းတစ်ခုဆိုရင်တော့ကိုပိုင်ခြင်းလို့တောင်းပိုင်လို့မရပဲเนาะကြည့်ခြင်းလို့ရင်ကြည့်ခြင်းတော့ကြည့်လို့ရတယ်တွားကြည့်ဒီရှုခင်းကိုငါယူသွားမယ်ဆိုလို့မရဘူးเนาะပစ္စည်းတစ်ခုဆိုရင်မနဲ့နေမလဲဝယ်တော့မှာပေါ့အဲ့ဒါနဲ့ပိုခက်သွားပြီပိုင်ခြင်းပိုင်လို့ရတယ်เนาะဒီကဘုန်းကြီးအကောင်းဆုံးဥပမာတစ်ခုပေးတာလာယူကြည့်လှလိုက်တာနေမောလိုချင်လိုက်တာဆိုရင်မနဲ့နေမလဲပူလောင်ပါတယ်ဗျာရမှာလည်းမဟုတ်ရနိုင်ဗျာမရနိုင်အဲ့တော့မရနိုင်တော့လူချင်းတဲ့စိတ်တိတ်ပြင်းပြင်းထန်မဖြစ်ပါဘူးလာယူကိုလိုချင်လို့စိတ်ဆင်းရဲပါတယ်ဆိုလို့ပြစမ်းမှတယောက်နှစ်ယောက်လောက်မရှိပါဘူးဗျာမရှိဘူးเนาะတွေးလိုက်ရင်တော့လှလိုက်တာเนาะဒီဗဒင်းဘောက်ကနေကြည့်နေထွက်တာမြင်ရတယ်မနဲ့နေထွက်ကနေကြည့်လှလိုက်တာငှက်တန်လေးကြားတယ်မနဲ့လမ်းရှောင်ရင်းနဲ့သူတို့တော်တော်ပြောနေတာပဲကြိုက်တယ်ဘုန်းကြီးအင်တန်ကြိုက်တယ်ငှက်တန်ကြားတာဒီမှာအဲ့ဒီငှက်ကလေးကငါဖမ်းပြီးတော့လောင်ရင်းနဲ့ထည့်ထားပြီးတော့သူပေါ်တဲ့အတန်လေးကငါနေတိုင်းကြားအောင်လုပ်မယ်လို့ဘယ်တော့မှစိတ်မကူသူ့ဘယ်တော့မှလောင်ရင်းနဲ့မထည့်ဘူးเนาะပစ္စည်းတစ်ခုဆိုရင်တော့ငါလိုချင်လိုက်တာဆိုရင်ပတ်စံရှိလို့သူတော့ဝယ်တော့မယ်မဝင်ရရင်ကိုမနေနိုင်တော့ဘူးเนาะလူတယောက်ဆိုရင်တော့သူ့ကိုငါချစ်လိုက်တာဆိုဘာလို့ချင်လဲရအောင်ယူချင်တာပေါ့ရအောင်ယူရင်ဒုက္ခရောက်ပြီเนาะရအောင်ယူခြင်းနဲ့ဆိုတာကအမျိုးမျိုးရှိပါတယ်เนาะဟိုသူရောကိုရောနှစ်ယောက်စလုံးကတို့နှစ်ယောက်အတူတူနေကြရရင်တယောက်ကိုတယောက်နားလည်မှုတွေပေးပြီးတော့နှစ်ယောက်စလုံးစိတ်ဓာတ်ကောအသိဉာဏ်ကောတိုးတက်လာအောင်အဖို့ဖြစ်နေ support လုပ်ရရင်သူစိတ်ချမ်းသာမယ်ဖြစ်တယ်เนาะထင်လို့မဖြစ်နိုင်ဘူးလို့စိတ်ဆင်းရဲမဖြစ်တာတများပါတယ်ဘယ်လောက် percentage ရှိမလဲ50လားများတော့ဖြစ်90%လောက်ထင်လို့မဖြစ်တာများဟုတ်လားဘုန်းကြီးကတော့50လို့ထားနဲသွားတယ်ဒီမှာနော်အဲ့ဒါကလည်းအပြည့်တင်စရာမဟုတ်ပါဘူးနော်ဘယ်သူမှအသိဉာဏ်မပြည့်စုံဘူးနော်ပြီးတော့ပိုင်ဆိုင်ခြင်းတဲ့စိတ်ကကလေးတယောက်ကစနော်တခုခုရတယ်ပါဇက်တဲ့ထည့်ခြင်းပါဇက်ထည့်ရဆိုတဲ့အဓိပ္ပာယ်ကသူ့ပိုက်ထဲရောက်သွားရင်သူ့ကိုယ်ပိုင်ဖြစ်သွားတာအပြင်မှာရှိရင်တကယ်မပိုင်သေးဘူးအဲ့တော့ဒီလိုပိုင်ဆိုင်ခြင်းတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အထက်ထိရောက်သွားအောင်ထည့်ထားလိုက်ခြင်းလေအဲ့ဒါဆိုတေချာသွားပြီပိုင်သွားပြီမှန်ပါဗျာဟိုဒါ psychologically သူတို့အဲ့လိုအဓိပ္ပာယ်ကောက်တာဟုတ်ကလေးတယောက်ဘာပဲရပါစတဲ့ထည့်တယ်စားစရာမဟုတ်လဲသူပါစတဲ့ထည့်ခြင်းတယ်အဲ့တော့စာပေထဲမှာလည်းကြည့်တော့လောဘရဲ့သဘောဟာသူက reaching လှမ်းနေတယ်နော်ပြီးတော့ဆုပ်ကင်တယ်ပြီးတော့မြုပ်ထားခြင်းတယ်ရှားအောင်နော်ကိုယ်ပိုင်ဖြစ်သွားခြင်းတယ်ကိုယ့်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားခြင်းတယ်မှန်ပါ part of me ဖြစ်သွားခြင်းတယ်နော်အဲ့တော့ဘုန်းကြီးလည်းလောဘစိတ်တွေပါဖြစ်တဲ့ခါတေချာကြည့်တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်ရည်စရာလည်းမတန်ကောင်းတယ်အမတန်လှဲစားတတ်တာပဲလောဘပရိရဲ့အလွန်များတယ်တပည့်တော်လေးတခုဆရာတော်တပည့်တော်ရဲ့ဖြစ်စဉ်လေး
တကယ်ရှောက်ပြရစီဗျာတပည့်တော်ရဲ့စိတ်အစဉ်မှာတပည့်တော်ကိုဟာကိုစောင့်ကြည့်တဲ့အချိန်မှာတပည့်တော်ကကျောင်းမှာစာလေးသင်ပါတယ်ဗျာတပည့်တော် marketing management lecturer management ဟုတ်ကဲ့တင်ပါဗျာအဲ့ဒီခါကျတော့နောက် America ကတပည့်တော် the most powerful woman 500ဆိုတော့ Fortune program မှာဒီ Hillary Clinton Foundation ကနေပေးထားတဲ့ scholarship ကိုလည်းတပည့်တော်မနစ်က America မှာပတ်သက်ခဲ့ပါတယ်ဗျာအဲ့တော့တပည့်တော်မှာဒီဟို paid forward ဆိုတဲ့ attitude ကအပြည့်ရှိပါတယ်ဗျာရှိတော့အများအားတပည့်တော်တစ်ခုခုတက်တာသိတာဆိုရင် share လုပ်ပါတယ်စာလေးတင်ပါတယ်ဗျာဒီယောဂဖြစ်တာလဲစာတင်နေရင်းနဲ့တပည့်တော်ချောင်းဆိုးပြီးတွေးထွက်ပြီးတော့အဲ့ဒီမှာစာပြီးတပည့်တော်သိတာပါဗျာဆိုတဲ့အခါကျတော့တပည့်တော်ကဘယ်လိုဖြစ်လဲဆိုတော့ဗျာတပည့်တော်စိတ်ထဲမှာအများလို့ဒီတယောက်ကဟိုနံပါတ်1ရဲ့စိတ်အစဉ်ထားရတော့ဒီတယောက်တည်းကိုကတက်တယ်နော် तू ကမတက်ဘူးဆိုရင်ကိုလောက်မတက်စေချင်တဲ့စိတ်ကနံပါတ်1ပေါ့တပည့်တော်ကကိုလောက်မတက်စေချင်တဲ့စိတ်ကငငယ်လေးကမပါဘူးဗျာတပည့်တော်မှာဖြစ်တဲ့စိတ်ကြတော့သူ့လည်းကိုလိုပဲအရန်တက်စေချင်တယ်ဗျာအဲ့ဒီစိတ်ကအရန်အားကြီးတယ်ကြီးတော့တပည့်တော်ကကိုတက်တယ်လို့သူ့လည်းတက်စေချင်တယ်ပြီးတော့တင်ပေးတယ်ဘသူရဲ့ဘဲဝိုင်းမဟုတ်ဘူးဗျာအကုန်လုံးတပြေးညီပဲဗျာကိုသားသမီးလည်းတူတူပဲအပြင်ကလေးလည်းတူတူပဲတက်စေချင်လို့ဒီကလေးကတက်သွားပြီပေါ့နော်ဒီတယောက်ပေါ့လေတပည့်တော်တပည့်တပန်းဝန်ထမ်းတွေကတက်သွားပြီဆိုရင်တပည့်တော်ဝမ်းသာတယ်ဝမ်းသာတဲ့အခါမှာသူကတပည့်တော်တစ်ခါတရံမှာပြန်ပြီးတော့တပည့်တော်ကဆရာပြန်လုပ်တယ်ဥပမာပေါ့နော်ကိုတင်ပေးလိုက်တဲ့ပညာနဲ့ပခုံးချင်းပြန်ရှင်လာတော့ရှိတတ်တယ်ကြုံဘူးပါတယ်ဗျာအဲ့လိုကြုံတဲ့အခါမှာတပည့်တော်ကသူများဆိုရင်ဒီလိုကြုံလာပြီဆိုရင်ထောင်းပြီးတော့ဖြုတ်ချလိုက်တယ်ပေါ့နော်တပည့်တော်အဲ့လိုမဟုတ်ကိုထက်တက်သွားတယ်တပည့်တော်သူ့ကိုကိုထက်သားတဲ့နေရာကိုတင်ပေးလိုက်တယ်ဗျာတင်ပေးလိုက်ပြီးတဲ့အချိန်မှာကိုဟာကိုအရန်ကျဉ်တတ်ပြီးတော့ဘာဖြစ်သွားတယ်ဆိုတဲတော်လေးငါပါလားငါ့ကိုဒီလိုသဘောထားတာကိုငါဒီလိုသဘောထားနိုင်တယ်ဆိုရင်မှန်တပည့်တော်မှာပြန်ဖြစ်နေတယ်ဗျာ ဟိုအဲ့ဒါလည်းတဘာဝပဲ အဲ့ဒီမှန်ကတော်တော်ဆိုးတယ်ဗျာဟိုမှန်အကျန်းနေရလေဆုံးမလို့ရတယ်ဗျာအဲ့ဒီမှန်ကလေဘယ်သူမှပတ်ဝန်းကျင်ကြည့်တော့တပည့်တော်အင်မတန်တော်တဲ့အမျိုးသမီးအင်မတန်စိတ်ထားပြေးသွားတဲ့အမျိုးသမီးဆိုသူများတွေကကောက်ချက်ချတယ်ဗျာတပည့်တော် the most respectable ဒါပဲလေပြောကိုမလေးစားဘူးဗျာဘာဖြစ်လို့မလေးစားဘူးဖြစ်နေတယ်လဲဆိုတော့ကိုဆွတ်လွတ်နိုင်တယ်ဆိုပြီးဂုံယူနေတဲ့ဟာကြီးဟာတော်တော်ဆိုးွားနေပါတယ်ဗျာ အဲ့လိုဖြစ်လိုက်ရင်တခုတော့သတိထားစေချင်တယ် မှန်လားပါဗျာ ကိုယ့်ကိုယ်ပြစ်မတင်ပါနဲ့ တင်ပါဗျာ အဲ့ဒီအပြစ်တင်တဲ့အမြင်မျိုးနဲ့ဟိုကိုဆုံးမတဲ့သဘောမျိုးပေါ့လေ မှန်လားပါဗျာ အဲ့ဒါမျိုးကတကယ်ခီးမရောက်ဘူးအခုဒီကမကြီးဆက်ချင်းတုံးနေတဲ့စကားတော့ဆက်ဆုပ်တယ်ဆိုတော့မပါတော့ ကို အဲ့ဒီဒီကမကြီးတတိထားကြည့်နော်ကိုဆက်ဆုပ်တယ်ဆိုတဲ့အချိန်မှာကိုပဲငါတော်လို့တာဒီလောက်တော့ကိုဆက်ဆုပ်တယ်လား ဟုတ်တယ်ဗျာ အဲ့ဒါမာနတမျိုးဖြစ်သွားပြန်ပြီလွတ်သလားဆိုတော့မလွတ်ဘူး ဗျာမှန်လားပါဗျာ ငါကောင်ကဒီလောက်ဆက်ဆုပ်နေတာဆိုတော့ငါတော်လို့ပဲလား အဲ့ဒါလိုဖြစ်နေတယ်ဗျာကြက်ခဲပြီးစုပ်ကြ အဲ့တော့သူ့ကို direct attack လုပ်တဲ့ပြန်နဲ့သူ့ထဲကိုပြန်ရောက်သွားတာ ဗျာရောက်တာ မလွတ်နိုင် there's no escape ဟုတ်တယ်ဗျာဟုတ်တယ်ဗျာ အဲ့ဒီနီးဟာလွတ်လပ်သွားတဲ့နီးမဟုတ်ဘူးအပြစ်တင်တာဝေဘာနာ attack လုပ်တာလွတ်လပ်သွားတဲ့နီးမဟုတ်ဘူး အဲ့ထဲပြန်ရောက်သွားတယ်နော် ပြန်ရောက်သွားပြီ တော်ရောက်သွားတာဟုတ်တယ် ထွက်ဖို့ကြိုးစားရင်းကနေအဲ့ထဲပြန်ရောက် ပြန် သွား န ပြီ စ်သွားတယ်ဗျာ အဲ့ဒါမြင်ရင်တော်ပြီ တင်ပါဗျာ မြင်တော်ပြီနော်အဲ့တော့ဒီတရားနဲ့ပတ်သက်လာတဲ့ကိစ္စမှာအရေးကြီးဆုံးချက်ကပယ်ဖို့မဟုတ်ဘူးကြော်လွှားဖို့မဟုတ်ဘူး မှန်လားဗျာ သူ့တဘာဝကိုနားလည်ဖို့ပဲ မှန်လားဗျာ နော်အဲ့တော့ဒီအကြောင်းအရာကိုပဲဘုံထက်ကပြောတာတော်တော်များပြီနော်ပုံမှာခုနလောဘပဲဆိုတော့နော်တရာဂံဝစိတ်တံတရာဂံစိတ်တံဒီပဇာဏံတိတဲ့စိတ်တံလို့သုံးထားတော့သူကဓမ္မနုပဒနာပိုင်းထဲမှာပါတယ်ဒါပေမဲ့ဘုန်းကြီးကစိတ်ကိုလုံးစိတ်ဝင်လာတယ် psychology ကိုအမှန်တန်စိတ်ဝင်လာ meditation ကကိုကတနည်းအားဖြင့်ဒါ psychology တစ်မျိုးပဲเนาะ spiritual psychology အဲ့တော့တာရာဂံဝစိတ်တံရာဂနဲ့တကွဖြစ်သောစိတ်ကိုတဲ့တာရာဂံစိတ်တံဒီရာဂနဲ့တကွဖြစ်သောစိတ်ဟူ၍ပဇာနာတိတိဤတဲ့တိဤနေရာမှာ full stop မဆက်လို့မယ်ဘာမှလုပ်ဖို့မလိုအဲ့နေရာမှာရပ်နိုင်သလား ပြီးပြီးတော့ရက်ထားပါမယ် တိတယ်တော့ပြီ တင်ပါဗျာ အဲ့ဒါဘာလုပ်အောင်မလဲဘာမှလုပ်ဖို့မလို ပြီးမှုသဘောတည့်တယ်မှာတည်ထားပါ သူတခုခုလှုပ်ဖို့ကြိုးစားနေပြန်တဲ့အတ္တပါသွားပြီ မှန်လားပါဗျာ ကိုတကယ်လှုပ်ကြည့်ရင်အဲ့စိတ်ကိုကြည့်ငါဒီလိုလှုပ်လိုက်မယ် ပြီးမှုသဘောတတ်ကလေးပဲထားရမှာပေါ့နော်ဗျာ အဲ့ဒါကတော့ control ကိုလွှတ်လိုက်တာပဲ မှန်လား ဆိုတော့ ego ဟာ control ကိုသိကြိုက်တယ် ဟုတ်တယ်ဗျာ the moment you try to control you become egoist မှန်လားပါဗျာ you are trapped in ego ပင်ပန်းနေဗျာနော်
ပင်ပန်းပြီအဲ့တော့ကိုဆက်စုပ်နေရင်ဒီမှာအကျိုးရှိမှထင်လား မရှိပါဘူးဗျာမရှိပါဘူး တနည်းအားဖြင့်အဲ့ဆက်စုပ်တာကဂုံတစ်ခုဖြစ်သွားပြီ အဲ့လိုဖြစ်သွားတယ်ဗျာဟုတ်တယ်ဗျာ ဒီစားငါကဘလောက်ဆက်စုပ် စိတ်ဝင်သွားတော့အားတစ်ခုပြန်ဖြစ်လာတာကြီးအားတစ်ခုပြန်ဖြစ် အဲ့တော့အဲ့ဒီ ego ရဲ့သဘောမာနရဲ့သဘောဟာတော်တော်ကိုတည်မွေတယ် ဟုတ်တယ်ဗျာတင်ပါ အဲ့တော့ဒီဟာတစ်ခုเนาะဒါဓမ္မနုပ္ပတ္တမှာဒီပိုင်းတွေ့တယ်เนาะ တွေ့ပါ နောက်တခြားတနေရာမှာလည်းဟိုမှာဓာရုစရိယသုတ်ဆိုတာရှိတယ်ဟောအဲ့ဒီမှာဓာရုစရိယကိုဘုရားဟောတယ်အဲ့ဒါယုတ်တိယဖတ်တော့ခွန်ကြီးလည်းကောင်းကောင်းနားမလဲဘူးတူလွန်းတာဟုတ်နည်းနည်းလွန်းတယ်တူလွန်းတယ်နော်အဲ့ဒီမှာဘုရားဘယ်လိုပြောလဲဆိုတော့ဒိဋ္ဌိဒိဋ္ဌမတ္တံဘောဝိတ္တိမြင်တဲ့အခါမှာမြင်ကမျှဖြစ်အောင်နေမယ်လို့လေ့ကျင့်ပါတဲ့သဘောအဆက်မတွေးနဲ့ တင်ပါဗျာ ဆက်မတွေးနဲ့တိတော့တိနေတယ်မြင်တယ်တိတယ်အဲ့ဒီမြင်တဲ့အခါမှာကိုယ်စိတ်ထဲမှာတစ်ခုခုတော့ခံစားရမှာပဲ တင်ပါဗျာ အဲ့ဒီခံစားရရင်လည်းတိတယ်ဥမာကလေးတစ်ကောင်မြင်တယ်ငါကလေးကလှလိုက်တာ တင်ပါ ခံစားလိုက်ရတယ်တိတယ် တင်ပါဗျာဒီမှာလာပြီးခံစားရတယ် ခံစားရတယ်ဖြစ်တာကိုသိတယ်နော်အဲ့လိုပဲကြားတဲ့ခါမှာလည်းလိုပဲသူတေသူတမတ္တံဘောဟိတတိတဲ့ကြားရင်လည်းကြားကမြားတယ်ဒါပေမဲ့အဲ့လိုနေရာမှာနေဖို့ကတော်တော်ခက်တယ်နော်ခက်တာကတက္ကဏနော်ကိုယ်အလုပ်ကအဲ့ဒီဟာနဲ့ဒီထက်ပိုမသွားရဘူးဆိုတာသိရင်တော်ပြီ တင်ပါဗျာ ကြားတယ်အဲ့ဒီကြားတာကိုငါဘယ်လိုလုပ်ရမလဲဘာမှလုပ်เสียမလို့ကြားတာသူ့တဘာဝအလျောက်အတန်ရှိတယ်နားရှိတယ်အာယုံပြုတ်မိတယ်မနတိကာရရှိတယ်ကြားတယ်သောတာဝိညာဉ်ဖြစ်တယ်စကားလုံးကြီးကြီးတုံးရရင်ပေါ့ တင်ပါဗျာ အဲ့နေရာရင်ရနေအကောင်းဆုံးပါ တင်ပါ ကောင်းတယ်ဆိုးတယ်လိုချင်တယ်မလိုချင်မှုဝေဖန်နေမကောင်းတော့ဘူးထို့တူပဲနော်နောက်တစ်ဆင့်သွားကျင်တာဝိညာတိဝိညာတမတ္တံဘောဟိတတိတဲ့သိရင်သိကမြအဲ့တော့ဝိညာတိဆိုတဲ့ဟာကိုဘုန်းကြီးအတိတ်ပဲအများကြီးချဲ့ပြီးစဉ်းစားလိုက်တယ်နော်အခုနလိုပေါ့မာနဖြစ်တယ်သို့မဟုတ်ရင်ကိုယ်စိတ်ကိုကိုယ်ဆက်ဆုပ်တယ်အဲ့နေရာရနေကောင်း ဟုတ်တယ်ဗျာတင်ပါဗျာ ဘာဆက်လုပ်ချင်လဲဘာမှမလုပ် တင်ပါ ဘာမှမလုပ်ရင်ဘာဖြစ်သွားလဲဆိုတော့ကိုယ်စိတ်ကအနတ္တဖြစ်သွား အ တယ် နာတဖြစ်သွားတယ်ဟုတ်တယ်ဗျာတင်ပါ အဲ့ဒီအနတ္တစိတ်နဲ့ကြည်နိုင်မှသူ့တဘာဝကိုအမှန်တမ်းမြင်မယ်ငါဒီလိုလှုပ်လိုက်မယ်ဆိုတဲ့တော့ပြန်နဲ့အနတ္တမဟုတ်တော့အတ္တ အ ဖြစ် တ္တ သွားတယ် ဆိုကတ်သွားပြီဗျာ အဲ့လို့ဆိုအရှင်ဘုရားကိလေသာကိုပယ်ရမယ်လို့ဟောတာပဲ ဟုတ်တယ်ဗျာ အဲ့ဒါဘယ်လိုလုပ်ရမလဲဘသူကပယ်မှာလဲ ပယ်လို့မရဘူးဗျာ ငါကပယ်မှာလားဉာဏ်ပညာကပယ်မှာလား ဉာဏ်ပညာ အဲ့ဉာဏ်ပညာကပယ်မှာဆိုတော့အဲ့ဒီဉာဏ်ပညာကဘယ်လိုဉာဏ်ပညာမျိုးကိုပြောတာလဲတုတ္တမယစိန္ဒမယဘာဝနာမယဉာဏ်၃မျိုးရှိတယ် တင်ပါဗျာ တုတ္တမယဆိုစာရမှာဖတ်ဖို့တယ် မရနဲ့ပြင်ဖို့ဆိုတာကချက်ချင်းမရနိုင်ဘူးဗျာ တုတ္တမယနဲ့နည်းနည်းပယ်လို့ရတယ် တင်ပါဗျာ နော်လုံးလုံးအတော့မကြောက်လို့မဆိုးလို့ဘူးနော်အကောင်းဆိုးကိုသိုံများနဲ့ကိုပဲနည်းနည်းလေးတော့ရှောင်လို့ရသွားတယ်ထိန်းလို့ရသွားတယ် ညာသူအဖြစ်တော့စိန်တာမရနဲ့ပယ်နေကြတာများတာပဲဗျာ စိန်သာမယနည်းနည်းလေးတက်လာရင်သူကနည်းနည်းတော့ညံပါလာသေးတယ် မှန်တော့ပါဗျာ ဒါပေမဲ့တာမန်ညံမျိုးပေါ့နော်စိန်သာမယအလုံးမရေးကြည့်ပါလေစာတစ်ခုကိုအတိတ်ပဲမပေါက်ဘဲနဲ့အလွတ်ချက်ထားပြီးပြန်ရွတ်နေညံမဖြစ်ဘူးစိန်သာမယတောင်းမဖြစ်ဘူးအဲ့ဒါဆိုရင်သူ့ရဲ့အကျိုးကအတန်နဲပါတယ်မကောင်းတာတစ်ခုကိုလုပ်နေတယ်ဆိုတဲ့အတိတ်ပဲတော့ပါပါတယ်ဒါပေမဲ့ညံဖြစ်တဲ့စီကိုမရောက်တဲ့ကြောင့်သူ့အကျိုးကအတန်နဲပါတယ်ဘာဝနာမယကြတော့ဘာဝနာမယကအတွေးမရှိဘူးအတွေးရှိနေသေးတယ်ဘာဝနာမယမဟုတ်သေးဘူးစိန်သာမယ သဘောတတ်တတ်ပဲဗျာ ဘာဝနာမယပစ္စုပန်တဲတဲ့ကြည်ပြီးတော့သိနေတယ်အဲ့တော့အစမှဘာဝနာမယဆိုရင်ဘာမှမသိတယ်လို့ပဲထင်ရတယ်ငါပစ္စုပန်တော့တည့်တယ်ဒါပေမဲ့ဘာညာပညာမှမဖြစ်လာဘူးထင်ရတယ်နော် တင်ပါဗျာ အဲ့ဒီနေရာမှာကြာကြာနေကြည့် တင်ပါဗျာ နောက်ဆုံးဒီကြည်နေတယ်သိနေတယ်ဆိုတာကငါကလုံးနေတာမဟုတ်တော့တဲ့ချိန်ကျရင်ကောင်းကောင်းမြင်ပြီအဲ့တော့ငါကကြည်နေတယ်ငါကရှုနေတယ်ငါကမှတ်နေတယ်ငါတရားထုတ်နေတယ်ငါသိနေတယ်ငါမြင်နေတယ်လို့တွေးနေသေးတယ်ဘာဝနာမယအစစ်မဖြစ်သေးဘူး ဖြစ်နိုင်ပြီဗျာ လမ်းကြောင်းပေါ်တော့ရောက်နေပြီနော်အဲ့ဒါမလုပ်ရဘူးလို့မဆိုလို့ဘူးဒါပေမဲ့တဖြည်းဖြည်းအဲ့လိုတွေးနေတဲ့စိတ်ဝေဘာနေတဲ့စိတ်ဒီလိုလုပ်ရင်ကောင်းမလားဟိုလိုလုပ်ရင်ကောင်းမလားဆိုတဲ့စိတ်ကိုပြန်ကြည့်ရမယ်ကြည့်ရင်ကြည့်ရင်အဲ့ဒီစိတ်ပါတိတ်သွားပြီးတော့ဘာမှမလုပ်တော့ဘဲနဲ့ဒါလေးကြည့်နေတဲ့ချိန်အဲ့ဒီကြည့်နေတဲ့စိတ်ကအတ္တဆိုခင်းသွားပြီသူ့မှာ freedom သူ့မှာလွတ်လပ်မှုတစ်မျိုးရှိနေပြီအဲ့ဒီလွတ်လပ်တဲ့စိတ်နဲ့ကြည်နိုင်မှအမှန်ကိုမြင်ရတယ်ငါဆိုတဲ့စိတ်နဲ့ကြည့်ရင်ဘယ်တော့မှအမှန်မမြင်ရဘူးငါဟာအမှန်ကိုဘယ်တော့မှမပြဘူးသူလိုအမြဲတမ်း twist လုပ်တယ်အမြဲတမ်းပြင်တယ်အဲ့ဒါကြည့်တိုင်းကိုယ်စိတ်ကိုမြင်ပြီးတော့ငါအမျိုးမျိုးညာနေပါလားဆိုတာကြီးပေါ်လို့ကြီးမြင်လာတယ်အဲ့လိုမြင်ရတာကကျဉ်းတတ်စရာပဲ ဟုတ်ပါ ဘုန်းကြီးလည်းကိုယ့်ကိုညာပါတယ်န
နော်ဒကမာကြီးတို့တင်မဟုတ်ပါဘူးဘုန်းကြီးလည်းကိုညာတယ်ဒါပေမဲ့ကိုညာတိုင်းကြည့်ပြီးတော့တော်မလွယ်တဲ့အတ္တပါလားအတ္တကလွယ်သေးတယ်မာနကပိုတော့ခက်သေးတယ်သူကပိုတော့မှ sticky ဖြစ်တယ်နော်ဒါကြောင့်မာနဆိုတာယဟန္တာဖြစ်မှကုန်တယ်တဲ့နော်လောဘကတောင်ညာနဲ့တောင်နည်းနည်းတော့ပယ်လို့ရတယ်နော်မဲ့ညာပုံညာနဲ့ပြောမှဆိုရင်တော့ပထမမဲ့ဆိုရင်နည်းနည်းတော့ပယ်လိုက်ပြီဒုတိယမဲ့မှာနောက်ထပ်နည်းနည်းထပ်ပယ်လိုက်တယ်ဒါပေမဲ့အားလုံးခံစားနေတုံးပဲနော်အကုသိုလ်ဒုစရိုက်မဖြစ်အောင်သာနေတာတတိယမဲ့ကြရင်တော့လောဘမရှိတဲ့လောက်ဖြစ်သွားပြီဆိုတော့ဒါပေမဲ့ဘဝရာဂဆိုတဲ့သဘောကတော့ရှိသေးတယ်ကာမဂုဏ်အာယုံကိုသာမမဲ့တာနော်ဒီလွတ်လပ်အေးချမ်းတဲ့တရားနဲ့နေရတဲ့ဘဝလေးကိုတော့နှစ်သက်နေသေးတယ်နော်ပြီးတော့ကိုကဒီလိုသိလိုက်ရတာဒီလိုကောင်းမွန်တဲ့စိတ်လေးနဲ့အေးချမ်းတဲ့ဘဝလေးနေလိုက်ရတော့လေကျဉ်းနာနေတယ်ဟုတ်ပါဗျာအဲ့ဒီစိတ်တွေကိုလည်းပြန်ကြည့်မှာလူတိုင်းကိုညာတယ်တရားအထုတ်တဲ့လူလည်းကိုညာတယ်တင်ပါဗျာအဲ့ဒီညာတာကိုများများသိသွားဖို့ပဲလိုတယ်ညာနေတာကိုမညာအောင်မလို့လုပ်ရမလဲဆိုမညာအောင်မလို့မလုပ်ဖို့မလိုဘူးတဘာဝပဲဗျာအဲ့ဒီညာနေတယ်ဆိုတာလေးကိုသိချမြင်ဖို့ပဲလိုတယ်တင်ပါဗျာအဲ့တော့ခက်တာကတော့လူတွေကသိရင်တော်ပြီဆက်မလုပ်နဲ့ဆိုရင်ကိုမရအောင်သူဆက်လုပ်ချင်တယ်ဘာကြောင့်ဆိုတော့ငါလုပ်လို့ဖြစ်သွားတယ်ဆိုတော့သိကြိုက်တယ် control ကိုအမတန်ကြိုက်တယ်အတ္တရဲ့သဘာဝ control ကိုအလွန်မဲ့ကြိုက်တယ်ကောင်းစေခြင်းလို့ပါလို့ပြောနေတာလဲသူကအမှန်တော့ control လုပ်နေတာငါပြောလို့နားမထောင်ဘူးမလိမ္မာဘူးဆိုပြီးစိတ်ဆိုးတယ်ဆိုရင်အဲ့ဒါ control လုပ်လို့မရလို့စိတ်ဆိုးတာပဲအဲ့တော့ तू က control လုပ်လို့မရရင်အများနဲ့စိတ်ဆိုးတယ်သူများလည်းစိတ်ဆိုးတယ်ကိုယ့်ကိုယ်လည်းစိတ်ဆိုးတယ်အဲ့တော့ကိုယ်စိတ်ကိုတရားကြည့်ငါကောင်ကစိတ်ပြက်နေတယ်ငါကောင်ကဆက်ဆုပ်နေတယ်ငါမကောင်းတာကြီးကိုငါတော်တိမခံနိုင်အောင်ဖြစ်နေတယ်ဆိုအဲ့ဒါအတ္တနဲ့ဖြစ်နေတာဟုတ်ပါတယ်ဗျာအဲ့လိုဆိုရင်မကောင်းတာကြီးလက်ခံထားရမှာလားဟုတ်ဘူးမကောင်းဘူးဆိုတာကိုရိုးသားမလိမ်မညာပဲနဲ့ဒါဟာမကောင်းဘူးလို့သိဖို့လိုတယ်သိနေရင်အဲ့ဒီညာကသာသူ့အလိုလိုပဲလိုက်တာပဲကိုယ်အလိုရတာမဟုတ်ဘူးညာမင်းကျက်သိရင်တမန်တကာပယ်ဖို့ကြိုးစားနေတဝက်လဲလဲပဲရတယ်လို့လုံးနဲ့တကယ်မရဘူးဟုတ်တယ်ဗျာဟုတ်တယ်ဗျာညံတကယ်ရလာတဲ့ခါကျတော့အလိုလိုဘာမှမလုပ်လိုက်ရဘဲနဲ့သူဟာနဲ့သူကိုလာမတိုက်ခိုက်တော့ဘူးဆိုတော့ဖြစ်လာတဲ့ဟာကိုဖမ်းဟိုဂုတ်ခွစီးလို့မရတော့ဘူးအဲ့တော့ဘုန်းကြီးအဲ့ဒီဘုရားဟောတဲ့ဒီလိုဒါရုစရိယကိုဟောတာလည်းပါတယ်မလုကျပုဒ္ဒကိုလည်းဒီတိုင်းပဲဟောပါတယ်ဒီတုတ်နှစ်ခုကအဓိပ္ပာယ်တူပဲအဲ့ဒါကိုတေချာဖတ်ကြည့်တော့မြတ်စွာဘုရားကအဲ့ဒီဒိဋ္ဌိဒိဋ္ဌမတ္တံတုတေတုတ္တမတ္တံအဲ့ဒီကနေဆက်သွားပေါ့လေဝိညာတိဝိညာဏမတ္တံထီအောင်သွားတော့အဲ့လိုလုပ်လို့ရရှိရင်တဲ့သင်ရဟောမှလည်းမရှိတော့ဒီမှာလည်းမရှိတော့ဘူးလေအဲ့ဒါဘာပြောတာလဲယစီမပတိပဒါအတ္တလွတ်သွားတာတိကမျှနေရမှာရက်နေအတ္တကနေလွတ်နေတယ်အတွေးဝင်လာတဲ့ပြန်နဲ့အတ္တတွေပြန်ရောက်သွားပြီအတွေးဝင်လာတဲ့တခုခုငါလို့ထင်နေပြီအဲ့ဒီငါလို့ထင်နေတဲ့စိတ်ကနေဘယ်လိုလွတ်အောင်ထွက်မလဲအတွေးဝင်တဲ့အတွေးကိုကြည့်ဖို့ပဲသူ့စီကနေတမင်တကာလွတ်အောင်လုပ်လို့မရအောင်တင်ပါဗျာအဲ့တော့တမင်တကာဆိုတာပါသွားတာနဲ့ပြန်နဲ့အတ္တတွေပြန်ရောက်သွားပြန်တာပဲဘယ်လောက်စိတ်မွေးတွေခက်ခဲနေလဲဆိုတာနော်ဒါကြောင့်လုံးဝအတွေးမပါတဲ့အစိတ်ကိုရောက်သွားမှာအဲ့တော့တုတ္တမယနေစတာပါပဲစိန္ဒမယတိုးတက်သွားပြီစိန္ဒမယနေတဖြည်းဖြည်းပစ္စုပန်တိတ်အောင်ကြည့်တဲ့ခါမှာတခါတလေတဲ့တယ်နောက်မတဲ့ဘူးတဲ့တယ်မတဲ့ဘူးဘယ်ချိန်မှမတဲ့လဲဆိုတခုခုတွေးရနေပြန်နဲ့မတဲ့တော့ဟောတရားထုတ်လို့ကောင်းလိုက်တာဆိုပစ္စုပန်မတဲ့တော့မစိတ်ကအေးချမ်းနေတယ်ဆိုရင်လည်းအဲ့ဒီစကားလုံးပါလာရင်ပစ္စုပန်မတဲ့ဘူးဒါပေမဲ့စကားလုံးမပါဘဲနဲ့အေးချမ်းနေတော့ဒီတိုင်းပဲသိနေတယ်တမန်တကာတော့လုပ်နေတာမဟုတ်တော့ဘူးတင်ပါဗျာအဲ့လိုဆိုရင်သူအနတ္တတွေရောက်သွားပြီအဲ့ဒီနေရာရောက်သွားပြီဆိုရင်အသားလေးဒီတိုင်းပဲနေတခုခုပေါ်လာအလိုလိုသိပြီးသားဖြစ်နေတယ်တိကမတ္တအဲ့ဒီညံမှာဖြစ်နေပြီကိုကတိဖို့တောင်မကြိုးစားတော့ဘူးနော်ကိုကအစင်သင့်လေဥမာမှန်တစ်ချက်ကိုထောင်ထားရဲဆိုတော့အဲ့ဒီမှန်ရှိရနေဖြတ်သွားရင်မှန်နဲ့မှအရေးကအလိုလိုထင်တယ်ဒီမှန်ကသူဒီအရေးကိုထင်အောင်လုပ်ဖို့ကြိုးစားနေတာမဟုတ်ဘူးအဲ့တော့ကိုယ်စိတ်ကမှန်လို့ပဲဖြစ်နေတယ်ကိုသိနေတယ်ဒါပေမဲ့တခုခုဖြစ်အောင်လုပ်နေတာမဟုတ်ဘူးတင်ပါဗျာအစင်သင့်ဖြစ်နေတယ်တင်ပါဗျာအမြဲတမ်းအစင်သင့်ဖြစ်နေတတိကအစင်သင့်ရှိနေတယ်သိနေတယ်လည်းသိနေတာကိုလည်းသိတယ်တင်ပါဗျာအဲ့တော့လုံးပြီးဆိုလာနေပြန်နဲ့
အနေနဲ့မြင်ရတော့အတ္တတွေပြန်ပါပြီ တင်ပါဗျာ တိုးတော်လဲလုံအောင်မှာပါပဲ တင်ပါ အဲ့ဒါကိုလည်းနားလည်ပြီးလက်ခံထားမှာပဲအဲ့တော့တစ်လှည့်စီဖြစ်နေပြစ္ဆုတ်ပန်တက်လိုက်အတွေးလေးအတူလေးနဲ့ဝင်လာလဲသုံးတက်လိုက် မှန်ပါ ဒါကြောင့်တရားထုတ်တဲ့ခါမှာဒါကဘလို့လို့ဝေဖန်ချက်လေးတွေစိတ်ကပေါ်လာတတ်တယ် တင်ပါဗျာ ပေါ်လာရင်လည်းဒါပေါ်လာတဲ့သဘာဝပဲဆိုတာသိတယ်သိတဲ့အတွက်ကြောင့်အဲ့ဒီပေါ်လာတဲ့အတွေးလေးကိုပဲဒါကောင်းတဲ့အတွေးပါနော် တင်ပါဗျာ ဟိုတရားကိုပြန်ဆင်ခြင်တဲ့အတွေးလေးပါပဲ တင်ပါဗျာ အဲ့ဒီဟာလေးကိုအသာလေးသိလိုက်ပြီးတော့လက်လွတ်လိုက်ဒါထက်ဆက်လက်ပြီးတော့ဆင်ခြင်နေဖို့လည်းမလိုတော့ပါဘူး တင်ပါဗျာ နော်ပစ္စုပန်တည့်ဖို့ပဲအရေးကြီးတာ တခါတည်းမှလေးဆရာတော်ဗျာတတိတော်ဒီရှူရင်းမှန်ရင်းနဲ့ကြုံပြရတဲ့ခရီးလမ်းကြောင်းလေးကိုတကယ်ရှောက်ပြရစီဗျာတခါတည်းမှဒီဖြစ်နေတဲ့သဘာဝကိုဒီတိုင်းပဲကြည့်နေတဲ့အခါမှာကိုကဒုတိယပုဂ္ဂိုလ်တယောက်ကိုမျိုးတခြားတယောက်ကိုကြည့်နေရတဲ့ပုံစံမျိုးဖြစ်ပါတယ်ဗျာ ဟင်း အဲ့လိုဖြစ် အဲ့လိုပဲဖြစ်ရမှာပဲ တင်ပါဗျာအဲ့လိုဖြစ်ရင်နဲ့ကြည်နေတခါအဲ့ဒီနှစ်ယောက်ကတခါဓာတ်ဆိုပြီးတခုလေတယောက်တည်းပြန်ပေါင်းသွားပြီးတော့ရက်ပြီးတည်နေတဲ့ဟာမျိုးလည်းတပြီးတော့ဖြစ်ပါလိမ့်ဗျာအဲ့လိုတည်နေတဲ့ခါကျရင်ပြီးတော့ကြာနေကြပါလေဗျာအဲ့ဒီမှာတော့ပြန်ပြီးတော့ဒီတခါတည်းရပါလေပြီးတော့တည်နေတဲ့စိတ်ရှိတယ်ဗျာတည်တာလည်းကိုရက်နေတယ်ဗျာရက်နေတဲ့ခါမှာပြီးတော့ဒါပေမဲ့အကြာကြီးမနေနိုင်ဘူးဗျာ တိကမြတ်ဆိုတော့အဲ့ဒါပဲ တင်ပါဗျာ နော်ဟိုတိနေတယ်ဆိုတော့ပြန်သိနေတယ်တခြားတစ်ခုခုကိုရှုနေတာမဟုတ် မှန်ပါဗျာ ကိုယ်စိတ်ကတခြားအယုံတစ်ခုခုကိုရှုမှနေတိနေရနေ တင်ပါဗျာ တိနေတယ်ဆိုတော့ပြန်သိတယ် တင်ပါဗျာ တိနေတာကိုတေချာပြန်သိတဲ့ချိန်မှာသူကပဲအာယုံပြန်ဖြစ်နေတာဟုတ် တင်ပါဗျာ အာယုံကအတိတ်တစ်ခုမဟုတ်အပြင်မှာနောက်တစ်ခုမဟုတ် တင်ပါဗျာ အဲ့ဒီတိနေတာကိုပြန်သိနေတာ လည်းတစ်ခုလေးပဲ အဲ့ဒါလည်းဓမ္မနုပဒနာပဲ တစ်ခုလေးပဲဗျာ တစ်ခုလေးဖြစ်နေတယ် တစ်ခုလေးဖြစ်သွားတယ်ဗျာ တိနေတဲ့စိတ်ကိုပြန်သိနေတယ် ပြန်သိ နှစ်ခုမဟုတ်တော့ မဟုတ်တော့ဗျာတင်ပါဗျာ အဲ့ဒါမျိုးကတော့ထူးထူးဆန်းဆန်းပြောရရင်နော်သူတို့ဘယ်လောက်သိလဲဆိုတော့ဘုန်းကြီးအတိအကျမပြောနိုင်ပါဘူးတခါတလေတွေ့ရတာစဘောကလည်းလေးရှုပြီးမှရတယ်နည်းလေးဝေးနေတယ်ကျိုးကတိုးနေတော့ တင်ပါဗျာ we tend to be particularly unaware that we are thinking ကိုတွေးနေတယ်ဆိုတာမသိတာများတယ် သိတာများတယ် အတွေးရတာသူကသူတွားနေအတွေးက automatically တွေးနေတယ်တွေးနေတယ်လို့မသိဘူး တင်ပါ အဲ့လိုနေရတဲ့ချိန်ကလူတွေမှာတော်များပါတယ်နော် တင်ပါဗျာ virtually all the time the incessant တင်ပါ stream of thoughts flowing through our minds leaves us very little respite for inner quiet တင်ပါဗျာ အဲ့လိုအများအားတွေးနေတော့စိတ်မှာတိတ်နေတယ်ဆိုတဲ့အချိန်ဟာအင်တာနက်ပါလေအဲ့ဒီအခွင့်ရမရအောင်နော် and we leave precious little room for ourselves anyway just to beနားလေလား just to be ဆိုတာဘာကိုပြောတာလဲ to be ဆိုတာ doing ကိုပြောတာမဟုတ်ဘူးနော် just to be ဆိုတာကတော့ ဖဲနေဒီတိုင်းပဲ အဲ နေနေတဲ့ အဲ့တော့ သိနေတဲ့ သူကတော့ဘယ်လောက်ထိအောင်သိတယ်ဆိုတာဘုန်းကြီးမခံမှန်းနိုင်ဘူးနော် တင်ပါဗျာ ဒါပေမဲ့ဘုန်းကြီးရဲ့ကိုယ့်ဟာကိုယ်အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင်အဲ့ဒီအတွေ့တွေတိတ်သွားတဲ့အချိန်မှာအဲ့ဒါ just to be အတွေ့ရှိနေတဲ့တွေ just to be ဖြစ် Actually we are talking ourselves all the time talking ဟုတ်ပြီနော်အဲ့တော့ဒီစကားလုံးလေးတွေကိုဘုန်းကြီးသိကြတယ်နော် just to be နားလည်လား တင်ပါဗျာ တရားအထုတ်နေတယ်ဆိုမှနော်လူတော်များ being မဖြစ်ဘဲနဲ့ doing ဖြစ်နေတယ် မှန်ပါပါဗျာ doing မဟုတ်ဘူးတရားထုတ်တာ doing မဟုတ်ဘူးတရားထုတ်တာ being being နော် to be mindful being mindful မှန်ပါပါ ပြောလို့ရတယ်နော် မှန်ပါပါ doing mindful လို့ပြောလို့မရဘူး မှန်ပါပါဗျာ သိနေတယ်လုပ်နေတယ်လို့မဟုတ်ဘူးဒါပေမဲ့အများဆုံးဖြစ်တော့တရားအလုပ်လုပ်နေတယ်လို့ပြောကြတာပဲ တင်ပါဗျာ အေးလုပ်နေရင်အလုပ်ရှုပ်နေတာပဲလို့ပြောတော့မှာ သဘောတရားမျှတာပဲနေနေတာကိုပြောတာပေါ့ သိနေတယ်တတိအင်မတန်အားကောင်းနေတယ်တတိအင်မတန်အားကောင်းရင်ဓမ္မတိလည်းအားကောင်းနေတယ်ဒါပေမဲ့ဘာမှမတွေ့ဘာမှမဝေပါဘူးအကောင်းဆုံးမဝေပါဘူးတဘာဝကိုကြည့်နေတယ်ဒီတိုင်းအဲ့တော့တရားထုတ်တာသိနေတာကြည့်နေတာပဲ တင်ပါဗျာ just to be sentence အစနေပြန်ဖတ်လိုက် and we leave precious little room for ourselves anyway just to be
without having to run around doing things all the time အဲ့တော့ running around doing things all the time ဆိုတာဟိုလို့ဒီလို့ရှာလို့နေတာနော် ဒီထဲမှာ စိတ်ထဲမှာဟိုအလုပ်ကလုပ် ရောက်ရက်ခတ်နေတယ် ဘာလို့အမှန်ဘာလို့ပြီးပြီးနော်တခါလေလူကိုယ်တိုင်နဲ့ရှောက်သွားပြီးလုပ်နေကြတာပါပဲ within က without ကိုရပါတယ်နော် physically mentally နှစ်ခုစလုံးမှာအလုပ်ကရှုပ်နေတယ် တင်ပါဗျာ our actions are all too frequently driven အဲ့ဒီစကားလုံးကလည်းပုံကြီးအရေးကြီးတယ်လို့ယူဆတယ် driven တင်ပါဗျာ driven ဆိုတာကိုယ်မှာ choice ကိုမရှိတော့ဘူးလို့ဖြစ်နေတာ တင်ပါဗျာ တခုခုကကိုယ်အတင်းတွန်းပေးနေတယ်ဟိုနွားတကောင်ကိုဟိုဘာခေါ်တန်ချွန်နဲ့ထိုးတယ်လို့ပဲတွားလို့မလုတ်ပဲကိုမနေနိုင်တော့ဘူးဆိုတော့နော် addiction တစ်မျိုးလို့ဖြစ်နေတာပေါ့ တင်ပါဗျာ driven နော် our actions are all too frequently driven rather than undertaken in awareness တင်ပါဗျာ အသိဉာဏ်လေးနဲ့တတိလေးနဲ့ကိုကလှုပ်တင်တယ်ဆိုပြီးတော့လှုပ်လိုက်တာမဟုတ်ဘူးအသိဉာဏ်မှာပါတတိမပါဘဲနဲ့အကျင့်ပါနေတယ် addiction တစ်မျိုးလို့ဖြစ်နေတယ် တင်ပါဗျာ မလှုပ်ရရင်မနေနိုင်လို့လှုပ်နေတယ် driven by those perfectly ordinary thoughts and impulses that run through the mind like a coursing river တင်ပါ အင်တန်ရေစီးတန်တဲ့မြစ်ကြီးတစ်ခုလိုပဲအဲ့ဒီမြစ်ကြီးနားမှာထိုင်ကြည့်နေတစ်တုံးတွေမျောလာတယ်အမှိုက်တွေမျောလာတယ် plastic ပလင်းတွေမျောလာတယ်အခုခေတ်တော့ plastic ပလင်းမှာထည့်မှရမှာပေါ့ တင်ပါဗျာ အဲ့ဒါအများကြီးတွေ့နေရတာ တင် ပေါ့ ပါဗျာ တခုခုမျောလာတာပေါ့ကောင်းတာလည်းမျောချင်းမျောလာမယ်မကောင်းတာလည်းမျောချင်းမျောလာမယ်တချို့ကိုယ်လင်ညာလေးတွေ့ရင်လည်းဆယ်ယူလိုက်တာပေါ့ တင်ပါဗျာ အဲ့တော့ကိုယ်စိတ်ကအင်တန်ရေစီးတန်တဲ့မြစ်တစ်ခုလိုဖြစ်နေတယ်ရလို့မရဘူး မှန်ပါဗျာ driven by those perfectly ordinary thoughts and impulses that run through the mind like a coursing river, if not a waterfall. The true coursing river la do maka waterfall ဖြစ်နေတယ် ဖြစ်တာတင်ပါဗျာ အမှန်တန်အားကြီးတယ် မှန်ပါဗျာ we get caught in the torrent ဆိုလည်းအရှိန်ဟုန်ပြင်းတာပြောတာနော် we get caught in the torrent and it winds up submerging our lives as it carries us to places we may not wish to go ကိုမတွားခြင်းတဲ့နေရာကိုဒီစိတ်ကကိုပို့ပေးနေတယ် and may not even realize we are headed for တွားနေတယ်ဆိုတော့မသိတော့ဘူးအဲ့တော့အဲ့လိုဘဝမျိုးကဘယ်လောက် quality ကောင်းမှန်းထင်တယ်ရှိနော်အဲ့တော့အဲ့လိုဖြစ်လာရင်ဘာလုပ်ရမလဲဆို meditation means no learning how to get out of this current လှလိုက်တာသူပြောဖို့လေနော် တင်ပါဗျာ အဲ့ဒီရေစီးတန်တဲ့စိတ်အဲ့ဒီမြစ်ကြီးကနေ get out of it ကိုကအဲ့ဒီရေစီးတန်တဲ့မြစ်ကြီးထဲမှာမျောပါမသွားဘူး ဆရာတော်ဘုရားအဲ့ပါလေ get out of it ဆိုတာတခုကြောင့် current ကိုစံတက်တာတခုပေါ့နှစ်ခုရှိမယ်ဗျာ စံတဲ့တော့ပဲမှန်း ပြန်လာနေဗျာထွက်လိုက်တာကောင်းမယ်ထင်တယ်ဗျာတပည့်တော်ကစံတက်နေတာ ကောင်းမှထင်တော့လွတ်လိုက်ပါ တပည့်တော်ကဒီစံတက်တယ်ဗျာစံ စံတဲ့နေအဲ့ဒါအတ္တအများကြီးပါတယ်နော်အဲ့ဒါကြည့်နော်သူတို့ပြောပုံကြပြဆံပုံလှပပုံ လှ နော် တာပဲဗျာသိလှတာပဲဗျာ ကြပြဆံကိုလှမဟုတ်သိမှန်တယ် မှန်တာပဲဗျာတင်ပါဗျာသိကျင်တတ်စရာကောင်းတယ်ဗျာ So meditation means learning how to get out of this current. အဲ့တော့ဘယ်လိုလုပ်ထွက်လာမလဲ Sit by its bank. အဲ့ဒီမြစ်ရဲ့ကမ်းဘေးမှာထိုင်နေမယ်အဝေးကြီးမသွားလိုက်ဘူးနော်ဒီမြစ်ကမ်းဘေးမှာထိုင်နေမယ် and listen to it. Learn from it and then use its energies to guide us rather than to tyrannize us. အဲ့ဒီစိတ်ရဲ့အင်အား energy ရှိတယ်နော်အဲ့ဒီ energy ကိုယူလိုက်တယ်လွတ်ပြရမှာမဟုတ်ဘူးလွတ်ပြလို့မရအောင် တင်ပါဗျာ နော်ဒါကြောင့်ဘုန်းကြီးပြောတယ်နော်လောဘဖြစ်နေလောဘကိုကြည့်နေလောဘဟာ current တစ်ခုပဲအမှန်အစည်းတန်တယ် တင်ပါဗျာ သူ့ကိုကြည့်နေချင်းကြီးတာအားကောင်းလာတယ်သူက absorb လုပ်တော့ဟိုဘက်က energy ကိုသူရအောင်ယူတယ် ဆရာတော်ဗျာ absorb လုပ်တာလားသူကြီးကြီးတယ် neutral ဖြစ်သွားတာလားဗျာ ဖြစ်သွားမယ်လေအဲ့ဒီချင်းချင်း absorb လုပ်လိုက်ပြီပဲ absorb လုပ်လိုက်တယ်ဆိုတာဟိုတပည့်တော်တို့နားလေတွေရိုးရိုးစကားနဲ့ပြောရတော့သူကတမာတိအားကောင်းပြီးတော့ပိုအားကောင်းတဲ့တမာတိနဲ့ကြည်နေတာကို absorb လုပ်တယ်ခေါ်တာ ဟို လားဗျာ စိတ်ကို energy တစ်ခုနဲ့စဉ်းစား power တစ်ခုပေါ့အဲ့လိုလားဗျာ စိတ်က energy တစ်မျိုးပဲ တင်ပါဗျာ energy ဖြစ်တဲ့အတွက်ကြောင့်သူ energy မှာ direction တစ်ခုပါလာပြီဆိုရင် force ဖြစ်သွားပြီ
energy ကသူ့အတိုင်းဆိုပြီး direction မရှိ သမာဓိအားကောင်းတယ်လို့ပြောရမှာပေါ့နော်ဗျာ အဲတတိတမာတိအားကောင်းလာတဲ့ခါမှာ Force ဖြစ် စိတ်ရဲ့ energy ကို तू ကတတိတမာတိကအများကြီးယူလိုက် အဲ့ဒါကိုဆိုလိုတာသဘောပေါက်ပါ တတိတမာတိက energy အများကြီးယူလိုက်ပြီဆိုရင်ကိုပဲဟိုတုန်းကကြံရတဲ့ energy ကရော့သွား သိပြီဗျာ ရော့သွား သဘောပေါက် အဲ့တော့သူ့ကို attack မလုပ်ဘူးနော်ပို့ပြီးတော့အသေးစိတ်မြင်အောင်ကြည့်တယ်ပို့ပြီးတော့အသေးစိတ်မြင်အောင်ကြည့်တယ် တင်ပါ ကြည့်ရုံပဲကြည့်နေတာနော် တင်ပါ မြေကန်နဝေးမှာထိုင်ပြီးတော့ဒီရေကိုမစီးအောင်တားနေတာမဟုတ် တင် ဘူး ပါဗျာ ထိုင်ကြည့်တယ်သူဘယ်လိုစီးနေလဲ တင်ပါဗျာ ဘာတွေမျောသွားနေလဲ တင်ပါဗျာ အဲ့တော့ meditation means learning how to get out of this current sit by its bank and listen to it learn from it အဲ့ဒီ learn from it ကအများကြီးကြီးတယ်အရေးကြီး ပ တယ် ညာထင်တယ်ဗျာ အဲ့တော့ဥပမာဘုန်းကြီးခဏခဏပြောလို့ရှိရင်နော်ဘုန်းကြီးကလောဘဖြစ်လာရင်အဲ့ဒီလောဘကိုကြာကြာလေးနေပေးပါနော် တင်ပါ တည်တည်ချာချာကြည့်ကြလို့ပါ တင်ပါဗျာ ကိုကမကြည့်ရသေးခင်မှာ तू ပျောက်သွားရင်ကိုနာတာပဲ မှန်ပါတယ်ဗျာ မကြည့်လိုက်ရပဲကိုနော်အဲ့တော့မြန်ပြောက်အောင်ဘုန်းကြီးဘယ်တော့မှမလုပ် တင်ပါဗျာ ဘူးမြန်ပြောက်အောင်လှုပ်ချင်းနေကိုအတတ်ပါပါ မှန်မှန်ပါဗျာ နော် तू attack လုပ်လို့ဖြစ်သွားပြီအဲ့တော့ဘုန်းကြီးရဲ့သဘောထားကဘုန်းကြီးပြောတဲ့စကားစန့်ကျင်ပဲဖြစ်နေမယ်နော်သူများပြောတဲ့စကားနဲ့စန့်ကျင်ပဲဖြစ်နေမယ်နော်ဒီမဲ့ အရင်သဘောပေါက်ပါတယ်ဗျာ သဘောပေါက်စေခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ဘုန်းကြီးကကိလေသာကိုရန်သူလို့သဘောမထားဘူးအဲ့ဒါဟာအများပြောနေတာနဲ့လုံးဝစန့်ကျင်ပဲ တ ဖြစ် င် သွား ပါ တယ် ဗျာမှန်ပါတယ်ဗျာနားလေပါတယ်ဗျာတပည့်တော် ရန်သူလို့သဘောမထားဘူးဆိုတော့ရန်သူလို့သဘောထားလိုက်တဲ့နဲ့ပင်ပန်းသွားပြီ တင်ပါ အဲ့ဒီပင်ပန်းတဲ့စိတ်ကိုဘုန်းကြီးမလို့ခြင်းသူ့ကိုဘာမှမလုပ်ရသေးဘူးကိုရန်သူလို့သဘောထားလိုက်ကြတဲ့ကပင်ပန်းသွားပြီအဲ့တော့ပင်ပန်းနေတဲ့စိတ်ကြီးနဲ့ဘာဆက်လို့အောင်မလဲအဲ့တော့ဘုန်းကြီးမပင်ပန်းချင် ပေါင်းပြီးတော့တပြေးပြေးမှခွာအောင်ပါဗျာနော် အဲ့သူ့ကိုကြည်နေတ ချင်း ယ် ရင်ချင်းနေ တခါလေသူပျောက်ချင်လဲပျောက်သွားမယ် တင်ပါဗျာ တခါလေသူမပျောက်ရင်တော့မှသူ့ဘယ်လိုလုပ်လဲဆိုတော့အနောက်ကနေလိုက်ပါရှေ့ကနေမသွားပါနဲ့ တင်ပါဗျာဟုတ်တယ် သူ့နေရာပေးထားတယ်နော် follow me don't lead me I will not follow တင်ပါဗျာ အဲ့တော့အဲ့ဒါကိုဘုန်းကြီးပြောနေတာအမှန်တန်နူးညံ့တဲ့သဘောထားနဲ့တရားထုတ်နေတာပါ တင်ပါဗျာ ငါတခုခုကိုတိုက်နေတယ်ဖြိုချမယ် no တပည့်တော်တခါလေးကြလေဟိုထွက်ပြီးစစ်တောင်တိုက်လိုက်ခြင်းနဲ့ဗျာစစ်တိုက်ပြီးတပည့်တော်လေးကာယဗလာအားကိုးပြီးတော့လေချိန်မောင်းလောက်ကင်ပြီးတော့အနိုင်ယူပလိုက်ခြင်းနဲ့ဗျာဒီမှာထိုင်ပြီးတတိကိုတပည့်တော်လေး I feel that it is very you know it's a better အဲ့တော့ သွားဖြစ် အဲ့ဒါအရေးကြီးတယ်နော် learn from it learn တင်ပါ from ဗျာ it သူစီကပညာရအောင်ယူပါ တင်ပါဗျာ လောဘတစ်ခုကိုတကယ်နားလည်သွားပြီဆိုရင်ပဲအများကြီးတက်တယ် တင်ပါဗျာမှန်ပါပါဗျာ ပြီးတော့လောဘနဲ့အတ္တနဲ့ကလည်းတော်တော်လေးနီးစပ်တယ်ဒါကြောင့်စေတသိက်တွေရှင်တဲ့ထဲမှာကြည့်လို့ရှိရင်နော်ဟို sorry မှားသွားပြီနော်အတ္တနဲ့မာနနဲ့တော်တော်လေးနီးစပ်တယ် မှန်ပါပါဗျာ အဲ့တော့အတ္တရှိနေမာနမရှိတယ်လို့ဖြစ်နေတယ်ဒါပေမဲ့ဘာလို့ဆိုသဘောချင်းတူတူပဲမို့လို့ မှန်ပါပါဗျာ မာနရှိနေအတ္တမရှိတယ်လို့ဖြစ်နေတယ် တခုရှိရင်တခုပဲရှိနေ မလို့ တစ် သူ ချိန် က မှာတ သူ ခု တို့တစ်ခုကသဘောချင်းတူနေတာ ဗျာ နော် တင်ပါဗျာ အဲ့တော့အဲ့ဒီအတ္တနဲ့တစ်ခုခုကိုလုံနေပြီဆိုရင်တတိထားကြည့်သူကမာနသဘောမျိုးနဲ့ပါငါလုံရင်ရတယ် တင်ပါဗျာ ငါလုံလိုက်မယ် တင်ပါဗျာ ဆိုတဲ့သဘောပါနေတယ်နော်အဲ့တော့အဲ့ဒီငါကိုအသာလေးထားပဲတတိနဲ့ပဲကြည့်နေပါ မှန်ပါဗျာ learn from it and then use its energy အဲ့ဒါလည်းဘုန်းကြီးအများကြီးလုပ်လို့ရှိရင်ဒီစာရီမဖတ်ခင်နဲ့အဲ့တိုင်းမလုပ်ခဲ့တယ် use its energy ဆိုတော့ဘုန်းကြီးတို့က physics တို့ engineering တို့အများအားလေ့လာခဲ့တာအခုထင်ကြီးချင်းတီလည်းလေ့လာလို့ပါနော်အဲ့တော့ AI ရတဲ့ကို energy အနေနဲ့မြင်ရတယ် ဟုတ်တယ်ဗျာတင်ပါ ဒီ ဗျာ physics ကိုဒီချက်လေး line တွေးလိုက်မယ်နော်mass နဲ့ energy နဲ့ convertible ဘာလို့ convertible လဲ တင်ပါဗျာ အဲ့တော့စက်ကြောလာတစ်ခုလုံးမှာအရာရာတိုင်းဟာ energy ပဲစိတ်ကလည်း energy ပဲလောဘ energy ပဲ တင်ပါဗျာ အင်မတန်အင်အားကြီးတယ် ကြီးတယ်ဗျာ တခါလေတရားအထုတ်တာတော့မှငါအဲ့ဒီတရားတို့ကိုရချင်တယ် တင်ပါဗျာ အတ္တနဲ့ တင် အ ပါ ထုတ်တယ် ဗျာစိတ်ကအင်အားဘယ်လောက်ကြီးတော့ဒါတွေဖြစ်လာတာစိတ်နဲ့ လောဘနဲ့အထုတ်တယ်နော်ငါအစင်တန်မြင့်သွားခြင်း မှန်ပါပါဗျာ ကိစ္စမရှိဘူးအဲ့ဒီစိတ်ကိုကြည့်တယ်အဲ့ဒီစိတ်ကငါ300အောင်မှာပဲသူ့ကိုချက်ချင်းပယ်လိုက်လို့မရဘူး တင်ပါဗျာ ဒါပေမဲ့သူ့ကိုသိပြီးတော့သူ့ energy လေးကိုယူပြီးတော့ဆက်ပြီးတော့အထုတ်သွားတယ်နော် မှန်ပါ အကယ်၍သူ့ကိုမရမကဖိလိုက်မယ်ဆိုရင်အဲ့ဒီဖိနေရတဲ့အာကုံတော့တရားအထုတ်တဲ့နေရာမှာအားအများကြီးရော မှန်ပါပါဗျာခကြီးမရောက်တော့တင်ပါ တော့ use its energy
to guide us rather than to tyrannize us အဲ့တော့ဒီမှာ तू က guide us လို့သုံးထားတော့ तू က energy က guide လုပ်တယ်လို့ तू ပြောတယ်ဖြစ်နေတယ်နော် မှန်ပါပါ ဘုန်းကြီးကအဲ့ဒီ usage is energy ဆိုတဲ့နေရာမှာအဲ့နေရာမှာတတိက guide လုပ်တာလို့အဓိပ္ပာယ်ကောက်ချင်တယ် ဟုတ်တယ် နော်တတိကအရင်ပါနေနောက်ပညာကတွဲလာတာပညာချက်ချင်းမဖြစ်ဘူး ဖြစ်ပါ နော်ဒါပေမဲ့ချက်ချင်းဖြစ်တာကအတိကဖြစ် အ တယ် တိဖြစ်ပါတယ်ဗျာ အဲ့တော့ကိုယ့်အတွက်လောက်ရမှာပါလဲဆိုတော့သိနေသလားဒီတစ်ခုပဲလောက်ပဲ မှန်ပါပါဗျာ လောက်เสียနှစ်ခုမရှိဘူးအဲ့လောက်เสียဘယ်လောက်နည်းသွားလဲကြည့်နော်တာဝန်ဘယ်လောက်နည်းသွားလဲဆိုတာနော်တရားထုံးရမယ်ကိစ္စတွေပေးရမယ်အမတန်ကြီးမားတဲ့တာဝန်ကြီးမနိုင်ဝန်ကြီးထမ်းနေရတယ် ဟုတ်ပါတယ်ဗျာ ကိလေသာကိုပယ်ဖို့မလိုဘူး ဟုတ်ပါတယ်ဗျာ သိနေတော်ပါပြီဆိုရင်အဲ့လောက်ကတော့တတ်နိုင်ပါတယ် တင်ပါဗျာ အဲ့တော့ကိုယ်စိတ်ကိုယ်အဲ့လိုလျှော့လိုက်ပြီးတော့သိနေငါတာဝန်ကြည့်ပြီ တင်ပါဗျာ အဲ့လောက်ကတော့တတ်နိုင်ပါတယ်ဒါတော့မှမိတ်နေတာများပါတယ် ဟုတ်ပါတယ်ဗျာ This process doesn't magically happen by itself. By itself တော့မဖြစ်ဘူး။တာမန်လူတွေဒီလိုပဲနေကြတာသူတို့အလိုလိုဖြစ်မလာဘူး။နော်။ပြောတာဟောတာကြားဘူးတယ်နားဘူးတယ် instruction လေးနည်းနည်းရတယ်။မလုပ်တာလုပ်တယ်နဲ့လုပ်ကြည့်တယ်။လုပ်ကြည့်ရင်လည်းရတာပါပဲ တင်ပါဗျာ ။လုပ်လို့လုံးဝမရဘူးဆိုတော့မရှိပါဘူး။အချိန်ပြည့်မရနိုင်ဘူးပေါ့။ကြားတဲ့ခါရတယ်လွတ်သွားတာများတယ်။နောက်လုပ်နဲ့ကြားတော့မလွတ်တာများလာတယ် မှန်ပါ ။ဟောတဖြည်းဖြည်းတိုးတက်လာတယ်။အဲ့ဒါစိတ်ရှိဖို့လိုတယ်နော်။ We call the effort to cultivate our ability to be in the present moment practice. အဲ့တော့ present moment မှာစိတ်ကိုထားဖို့ကြိုးစားနေတာဟာအဲ့ဒါဟာတရားထုတ်တာပဲတဲ့ မှန်ပါဗျာ အဲ့ဒါ practice ပဲ မှန်ပါဗျာ တခြားမဟုတ် တင်ပါ ဘူးခက်ကြီးမဟုတ် တင်ပါဗျာ ဘူး or meditation practice မှန်ပါဗျာ ဒီလိုပဲခေါ်ပေါ့နော်အဲ့တော့ကိုလို့ရမယ့်ဟာကိုတကယ်ရှင်းရှင်းလင်းနားလည်ဖို့လိုတယ်ပုံမလို့ဖို့လိုတယ်ပုံလို့ဖို့ကြိုးစားရတဲ့နည်းနည်းပုံပင်မှန်းသွားပြီအတ္တပါလာမယ် တင်ပါ မာနပါလာမယ်တရားထွင်ကိုတက်တများတူတက်သွားရင်သူကဘာလို့ငတ်တဲ့ပုံတူတယ် တင်ပါဗျာတင်ပါဗျာမှန်ပါ တရားလေးမရှင်းဘူး။နော်အဲ့ဒီကိုဘာဖြစ်စေကိုဘာဖြစ်စေကိုဖြစ်အော်ကျွန်တော် follow လုပ်ဘူးဟိုသူ့ရဲ့ကိုယ်တော့သူ့တော့ follow လုပ်ပြတယ်ခဏဦးမှာသူ့ပါပြန်သူခဏထားလိုက်တယ်ဟိုခဏနေလိုက်ဆက်တိုက်တော့သူဆက်တိုက်နေလိုက်တယ်နေလိုက်ပြီးတော့ဒီကကူးတော့ပြသွားတဲ့ဟောင်းသူကရီထားမိတယ်ကြည့်နေအဲ့ခါအဲ့လိုမျိုးချောတော့အရှင်သူ့ကိုကဟိုရိုးရက်စားနေပြန်ပြန်တော့ထပ်ဆက် email တစ်စောင်းလာချက်ချင်း email မပြန်ဘူးခဏလေးရတယ်နောက်တစ်ရက်နှစ်ရက်နေမှာ AC ဆက်သွားပြီး email ပြန်လိုက်တယ်ဒါပေမဲ့အဲ့လိုဟာမျိုးဥစ္စာကြောင့်ဒီတကယ်လို့ဒါညံဖြစ်ပါဘူး ကိုဒေါသကိုဒီ email ကိုမကြည့်မနှက်ဖြစ်တယ်ဒီမှာ तू ပြောနေတဲ့အကြောင်းအရာတွေ तू မေးနေတဲ့ဟာတွေ तू ကကိုဝေဖန်နေတာတွေပါလို့ရှိရင်အဲ့ဒါကိုမကြည့်မနှက်ဖြစ်နေတယ်ဆိုရင်အဲ့ဒီဖြစ်နေတယ်ဆိုတာကိုပစ္စုပန်တက်တဲ့သိနေပညာဖြစ်တယ် ဟုတ်လား သိနေဖြစ်တယ် အဲ့မှာကြည့်လိုက်တည့်ရဆိုချက်ချင်းတပည့်တော်မတုံ့ပြန်ဖြစ်ဘူးမတုံ့ပြန်လို့ဆိုတော့ဒီဟာခုနကပြောဒီကားရနဲ့ပါဝါမှာစိုးရင်တပည့် ဟုတ်တယ် emotion များနေ emotion တောင်းများတဲ့အချိန်မှာတပည့်တော်ဒီဟို react မလုပ်ချင် ဟုတ်ပြီအဲ့ဒါကောင်းပါတယ်အဲ့လိုပဲလုပ် မလုပ်ပဲနဲ့ဒီဟာကိုခက်တိတာလေးနဲ့ခဏထားလိုက်တယ်ထားလိုက်ပြီးနောက်တော့မှအေးစစ်စစ်ကြမှာပဲတပည့်တော်ပြန်ပြီးတော့တမျိုးတခြားနည်းနဲ့ပြန်လုပ်ချင်တယ်အဲ့ဒါတပည့်တော်စိတ်ထဲမှာမရှင်းလာဘူးတရားဖြစ်ပါမလားဒါမှမဟုတ်ကိုတတ်တာကိုရှာနေတာလားဆိုတော့ ဒီထက်ကောင်းတာကိုလုပ်เสียရှိသေးလား ခုလောဆိုတော့ပြောတွေ့တယ် အဲ့ဒါပါရှိတယ် cool down နော်ကိုက emotion သိများနေအဲ့ဒီ emotion သိများတယ်ဆိုတာကိုပဲကြည့်လိုက်နော်အဲ့ထက်မှာ ego ပါတယ်သူ ego မပါရင် emotion သိမဖြစ်နိုင်ဘူးအရာရာတိုင်းကို energy အများကြီးထည့်ပေးနေတာ ego ပဲလောဘတော့မှလောဘကြီးတစ်သက်က ego မပါရင်သူ့ force ကအတန်းနေတယ်လူတွေဘာလို့လို့အများဆုံး energy force ရနေတာဟာ ego ကနေရတယ်အဲ့တော့ကိုယ် emotion များနေတယ်စိတ်ကလှုပ်ရှားနေတယ်ဆိုရင်ဘာမှမလုပ်တာကောင်းဆုံးများနေလာတော့သိတယ် react မလုပ် အဲ့ဒီချိန်ကဒီတက်လာတဲ့ဟာနဲ့တီးရဲ့ဥစားနဲ့တီးတဲ့ဟာကိုနည်းနည်းလေးပေါ်ဖြစ်လာရင်နည်းနည်းလေးစိတ်
ဒီစားပဲတော့အဲ့ emotion ရတယ်တိုင်းတက်နေဟာကြီးကဘာစီကြီးလာဟာအဲ့ကြောင့်ကိုကအဲ့ပေါ်မှာကိုပြန်လာတဲ့ဟာမျိုးဆိုတားစိတ်ပြန်လာမျိုးလုပ်လို့ရတယ်မျိုးလုပ်တဲ့ဟာလုံနည်းမျိုးစုံရှိတယ်နော်တမျိုးတည်းမဟုတ်ဘူးနော်ဥပမာဆိုတော့နေလို့မကောင်းဖျားနေတယ် temperature က104.5 လောက်ဖြစ်နေပြီဆိုတော့နော်အဲ့တော့ဆရာဝန်စီသွားတယ်ဆရာဝန်က blood test တွေပါလုပ်မယ်test က lab ကိုပို့ရမယ်အများကြီးကြာမယ်နော်အဲ့လိုဆိုရင်ဆရာဝန်တယောက်အနေနဲ့ဘာအရင်ဆုံးလုပ်မယ်ထင်တယ် fever ကြာအောင်အရင်လုပ်ပေးရမယ်နော်ဘာကြောင့် fever တက်နေလဲဆိုတာကိုဖြည်းဖြည်းရှာပဲနော်အဲ့ဒါအချိန်ပေးရမယ်ဒါပေမဲ့ပထမဆုံးလုံးမှာဘာကြောင့်ပဲ fever တက်နေပထမဆုံး fever ချက်ရအောင်အဲ့လိုပါပဲနော်ဘုန်းကြီးတို့ကိုယ်တိုင်အဲ့လိုပဲလုပ်တယ်တခါတလေတစ်ဖက်ကလူကပြောလိုက်တာကိုကို ego ကအဲ့ဒါကိုချက်ချင်းမကြင်နာဖြစ်တယ်ဘာလို့ဆိုတော့အဲ့ဒီအချိန်မှာတတိကအစင်စင်ရှိမနေဘူးရှိနေတော့ကိုကကြားလိုက်တဲ့အချိန်မှာအတ္တနဲ့ကြားလိုက်တယ်ဆိုတော့နော်ကြားတဲ့အချိန်မှာစိတ်တူလာဒေါသဖြစ်လာပြီးတော့ချက်ချင်းပြောလိုက်ရင်စကားတွေကတော်တော်ကိုလွန်ကုန်ပါတယ်နော်ဘာလို့ဆိုကိုကခံလိုက်ရရင်အဲ့ဒီစိတ်ကဘာလို့ချင်ဆိုတော့သူ့ပြန်ခံအောင်လုပ်ချင်တယ် you give me pain I'll give you pain အဲ့ဒါပဲနော်ဒါပေမဲ့တရားထုတ်တဲ့အလေးချက်များလို့ဆိုရင်အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာတတိပြန်ဝင်လာတယ်ဘာမှမပြောရသေးဘူးနော်တတိကဝင်လာပြီပြောချင်တဲ့စိတ်ကရှိနေတယ်တတိကဝင်လာတယ်အဲ့ဆိုးတာအဲ့ဒီတပည့်တော်ကဖြစ်နေတာအဲ့ဖြစ်လာတဲ့ဒေါသကိုဖြစ်လာတဲ့ဒေါသအဲ့တခုပေါ့အဲ့မကောက်ဟိုအချင်းဆွဲလိုက်တယ်ခံစားမိတယ်တပည့်တော်အဲ့ define လုပ်လိုက်တယ်ခံစားမိတယ်ဖြစ်တယ်အဲ့လိုမလုပ်ဘဲနဲ့ချက်ချင်းတုတ်ပြန်လိုက်ရင်ဘာဖြစ်လဲမကောင်းဘူးအဲ့ဒါဒါကြောင့်ပြောတာဘယ်လမ်းရင်းလဲကိုပူကြစေတောက်လိုက်တဲ့သဘောလေးပေါ့ဒါလည်းမှန်ပါတယ်နောက်မှတတိပြန်ဦးစီးဖြစ်ခုနဆရာတော်ပြောတဲ့ဥစ္စာပြီးတော့ဖြောက်ပြတော့မဟုတ်ဘူးဗျာဒါပေမဲ့ဒီဖောင်းလို့ရကောင်းမှမလားဆိုတော့လမ်းမှန်ပဲလေအဲ့ဒါလမ်းဆရာတော်အဲ့ဒါကစိတ်ကိုအာယုံပြောင်းတဲ့သဘောလည်းဖြစ်တယ်နော်ဒါကြောင့်ဥပမာပြန်ပြောရမယ်ဆိုရင်နော်တမထနဝိပဿနာနှစ်ခုရှိတယ်တခါလေဝိပဿနာအားထုတ်လို့မကောင်းတဲ့ခါတမထပဲကိုပြောင်းရဘာလို့ဆိုတမထပြောင်းတဲ့ခါမှာသူကရုပ်ကိုလည်းနားလည်ဖို့မကြိုးစားတော့ဘူးနာမ်ကိုလည်းနားလည်ဖို့မကြိုးစားဘူးအနိစ္စကိုလည်းရှုဖို့မကြိုးစားဘူးဒုက္ခလည်းမရှိဘူးအနတ္တလည်းမရှိဘူးဘာမှမရှိဘူးငြိမ်အောင်ပဲထားလိုက်တယ်။အဲ့နဲ့ငြိမ်သွားမှဝိပဿနာပြန်ထုတ်ပိုကောင်းလာတယ်နော်။တန်းသွားဖို့အတော်ခက်တယ်ဗျာ။အဲ့ဒါကြောင့်အဲ့ဒါကိုနားလည်ဖို့လိုတာငါဒီလိုဖြစ်နေဒီလိုလေးလုပ်ရမယ်။အဲ့တော့ပြဿနာကိုတစ်ခါတလေတော့မျက်နှာလွှဲနေလိုက်ရတာ။ခဏ cool down လုပ်ဖို့အချိန်ကိုယူရတာပေါ့နော်။အဲ့လို cool down လုပ်တဲ့အခါမှာလည်းဖြစ်နိုင်ရင်တော့နည်းနည်း agent တဲ့နေရာလေးဘယ်နေရာဖြစ်ဖို့ဒီမှာဆို park တွေအများကြီးရှိတယ်။တနည်း park တစ်ခုဂျုံလေးတင်နေမှာတော့အေးစေးထိုင်တရားလေးအားထုတ်။ခါလေးလေဟိုကြီးတွေတစ်ပင်လေးတွေစိမ့်နေတာလှနေတာပန်းမွန်းလေးတွေပွင့်နေတာခိတ်ကလေးတွေအတန်မီနေတာကြည်စိတ်ကခဏတော့ငြိမ်သွားတယ်ဘာလို့ဟိုเจ้าကိုမတွေးတော့ပဲအဲ့လိုနဲ့နောက်တရားထိုင်ဖို့အစဉ်ပြေတဲ့ချိန်ကျရင်နည်းနည်းလေးတရားထိုင်ပြီးရင်လည်းအဲ့ဒီလူကစိတ်ဆိုးနေတာနော်တော့တရားနဲ့ကြောက်တွေ့ကြောတဲ့အချိန်တွေကမတူဘူးဘယ်သူပဲဖြစ်ပေါ့ဥပမာဘုန်းကြီးပြောခြင်းနဲ့စိတ်ထဲမှာအခုပေါ်လာတဲ့ဥပမာနဲ့ပြောရမယ်ဆိုရင်တော့ကိုကသူ့ကိုစိတ်ဆိုးနေတယ်ဒါပေမဲ့သူကကိုယ့်ဘဝမှာအမှန်တန်အရေးပါတဲ့လူတယောက်လည်းဖြစ်နေတယ်နော်သူနဲ့ကိုယ်နဲ့ကတက်လုံးဘယ်လိုနင်းနဲ့မှကင်းပေါ်သွားလို့မရဘူးတက်လုံးနေသွားမှာပဲကောင်းနေဖြစ်စီစိုးနေဖြစ်စီနေသွားမှာပဲတော့တစ်ဖက်ကကြည့်ရင်လည်းသူ့ကိုယ့်ဘဝမှာဆိုးတာတွေရှိပါတယ်နော်ဒါပေမဲ့ကောင်းတာအောင်ရှိဘူးလားရှိတာပဲနော်အဲ့တော့အေးစီးဖြစ်တော့တဲ့ခါမှာကိုယ်အတ္တကိုယ်မာနလေးကိုဒါလေးဖယ်လို့ရသွားပြီဆိုတော့နော်ဘယ်လိုလုပ်ဖယ်လိုက်တယ်ဆိုတော့ပြောရင်တော်တော်ရှည်သွားအောင်ဖယ်လို့ရသွားတဲ့အချိန်ရောက်သွားပြီဆိုတော့ကိုယ်အတ္တအာနေသွားတယ်မာနအာနေသွားတဲ့ခါမှာသူကောင်းတာလေးတွေရှိတာလေးပြန်တွေးတော့သူစိတ်နဲ့မထင်လို့သူအဲ့လိုလေးပြောလိုက်တာပဲလေနောက်မှအေးစေးပြန်ပြောရင်လည်းရမှာပါပဲပြောတော့ပြောမှာပါမပြောရင်မနေဘူးအဲ့ဒါလို့သူကောင်းခဲ့တာလေးတွေအခုလည်းကောင်းနေတာတွေရှိမယ်နောက်လည်းကောင်းအောင်မှာပါပဲကိုယ်မှအများကြီးတော့စိုးမှာမဟုတ်ပါဘူးเนาะတစ်ခါတလေစိုးတဲ့အပိုင်းကရှိနေတာဟုတ်အဲ့ဒါကိုလက်ခံနိုင်တဲ့အဆင့်ရောက်သွားတယ်နောက်တစ်ခါပြန်တွေးရင်အဲ့လိုစိတ်ကိုယာပြီးဆိုရင်တော့ပြန်တွေးကြည့်ရင်
ကိုလည်းအဲ့ဒါလိုပြောမှဆိုမှဖြစ်ခဲ့တာတွေကများလာပါပြီ။နောင်လည်းမဖြစ်ဘူးလို့မပြောနိုင်ပါဘူး။အဲ့တော့အလွန်ကျွန်းကြီးသူ့ကိုဘာဖြစ်လို့ punish ပြန်လုပ်မလဲ။သူလည်းလူပဲကိုလည်းလူပဲသူလည်းမှားတယ်ကိုလည်းမှားတယ်။အဲ့ကြတော့မာနပါကြာလာတယ်နော်။အတ္တရောမာနရောရောတယ်ခါမှာအဲ့ဒီအချိန်မှာပြောမယ်လို့စဉ်းစားကြည့်။တင်တင်မွေ့မွေ့လေးပြောတဲ့စကားလေးတွေထွက်လာတယ်။ကိုဒီအများအားတွေ့နေရတဲ့မိသားစု family ဆိုရင်တော့အချင်းခါကြည့်ပြီးတော့အဲ့စကားကိုပြန်စားပြီးပြန်ဖြည့်ရှင်းပြလိုက်ပြည်လဲသွားတယ်ဆိုမဲ့နော်ခဏပဲပြည်လဲပါpermanent ဆိုတာမရှိပါဘူးနော်လူတိုင်းဟာ driven နော်သူတို့ရဲ့အတ္တသူတို့ရဲ့မာနကသူတို့ drive လုပ်နေတယ်အဲ့တော့ကိုယ်အတ္တကိုယ်မာနကို drive လုပ်တယ်နှစ်ယောက်တွေ့ကြပြီထိတ်တိုက်ပဲအမြဲတမ်းထိတ်တိုက်တွေ့အောင်မှာပဲအဲ့တော့သူလည်းအတ္တမာနနည်းသွားတဲ့အချိန်ကိုလည်းအတ္တမာနနည်းသွားတဲ့အချိန်မှာပြောကြည့်တိတ်ပြောလို့ဆိုလို့ကောင်းတာပဲဒါပေမဲ့ကိုက attack လုပ်တော့မယ်ဆိုရင်လည်းသူ့အတ္တနဲ့သူ့မာနခရရှိရနဲ့အင်အားအကြီးကြီးနဲ့ရောက်လာပြီအဲ့တော့အဲ့ဒီအတ္တနဲ့မာနကို switch on မလုပ်မိဖို့လိုတယ်သူများရဲ့အတ္တနဲ့မာနကိုလည်းတော့ switch on မလုပ်လိုက်နဲ့လို့လာပြီးဆိုရင်အရင်ပင်ပန်းတော့တယ်အရင်ပြဿနာကြီးတော့မယ်အဲ့တော့သူ့အတ္တနဲ့မာနကိုဘယ်လိုနည်းနဲ့ short ချလို့ရမလဲကိုယ်အတ္တနဲ့ကိုယ်မာနကိုပါ short ပြီးမှတော့အဲ့လိုလုပ်လို့ရမှာကိုကအတ္တမာနမ short ဘဲနဲ့သူ့မာနနဲ့သူ့အတ္တကိုသွား short အောင်လုပ်နေမရဘူးဆရာတို့ပြအဲ့ဒီဟာကလက်လက်တာလူတိုင်းမှာရှိရင်လေ all peace ဆိုတာလူတိုင်းအမြဲတမ်း mindful ဖြစ်သွားရမယ်ရမယ်ဖြစ်ပါဗျာကမ္ဘာငြိမ်းချမ်းရေးဆိုတာမဖြစ်ဘူး this is not possible လေးတွေလွတ်တာတော့ပါဒီထဲမှာတက်ရောက်လူများမကြိုက်တဲ့စကားတစ်ခုပုံကြီးပြောမယ်နော်တင်ပါဗျာတတိယနေတော့လူတိုင်းမလုပ်နိုင်မှန်ပါပါဗျာလှုပ်စီခြင်းတယ်ဘုန်းကြီးလည်းအများကြီးကြိုးစားပြီးလှုပ်စီခြင်းပါတယ်လူတိုင်းလှုပ်စီခြင်းပါတယ်ဒါပေမဲ့လူတိုင်းမလုပ်နိုင်ပါဘူးတင်ပါဗျာတိုးတော်လဲနည်းနည်းလေးလုပ်နိုင်ကိုဘုန်းကြီးတို့အင်တာဝန်တာအေးချမ်းနေပြီတင်ပါဗျာအင်တာဝန်တာနည်းနည်းလေးလုပ်တဲ့လူနဲ့လုံးဝမလုပ်တဲ့လူနဲ့အများကြီးกว่าလာတယ်။အဲကြောင့်လုံနေတော့လုံနေတယ်လို့ကြားရရင်ပဲအလုံးမဲဝန်တာပါတင်ပါဗျာမှန်ပါပါဗျာ။ဟိုနေရာမီးချင်းမီးကိုစိတ်ကိုစောင့်ကြည့်နေပါ။ကောင်းတာလည်းဖြစ်လာမှာပဲမကောင်းတာလည်းဖြစ်လာမှာပဲလောဘလည်းဖြစ်မယ်ဒေါသလည်းဖြစ်မယ်မာနလည်းဖြစ်မယ်။အတ္တဆိုတော့ကြည်တိုင်တော့မြင်ရတယ်သူတို့နည်းနည်းကြည့်ရတာခက်တယ်။တင်ပါဗျာ။တင်ပါဗျာ။ဒီကိုကြည့်ရတာမှန်ခက်တယ်သူကအမှန်ပုံရှိုးကွယ်ရှိုးလုပ်တတ်တဲ့တော့ရှိတယ်။တင်ပါဗျာ။တင်ပါဗျာ။တိမ်နဲ့တိမ်မွေ့ပါတယ်ဗျာ။အမှန်တန်တိမ်မွေ့ပါတယ်ဗျာ။အဲ့တော့အခုဒီစာဖတ်ပြရတယ်နော်ဒါတမျက်နှာတော့မရှိတော့ပါဘူး။တင်ပါဗျာ။တေချာစဉ်းစားရင်တစ်လုံးချင်းကြောင်းစဉ်းစားကြည့်ဘယ်လောက်ကောင်းလဲ။တိတ်တိတ်ပဲရှိပါတယ်။ဒါကြောင့်ဒီလူတွေဒီလိုစာရေးနေတာကိုအရန်ဝန်တာ။ဝန်တာပဲဗျာ။တော့သူတို့ရေးတဲ့စာလူဖန်ပေါင်းများစွာတင်ပါဗျာ။ဖတ်နေကြတယ်။သူတို့စာကိုဖတ်ပြီး inspiration တွေရပြီးတော့နိစ္စရာရိတ်တာတွေဘာဒီမှာသွားပြီးတော့တရားထုတ်နေကြတဲ့လူတွေအလုံးမများပါတယ်။ဆရာတို့ဗျာအဲ့ဒါဘယ်ကစာပါလဲဗျာ။အဲ့ဒါကရေးတဲ့လူက John Kabat-Zinn ဆိုတဲ့သူတော်တော်နာမည်ကြီးတဲ့သူပါမှန်ပါပါဗျာသူပထမဆုံးရေးတဲ့စာကိုလည်းခွန်ကြီးဖတ်ပါတယ်သူသွားပြီးတော့တရားထုတ်ခဲ့တဲ့ရိတ်တာမှာခွန်ကြီး2လနေခဲ့တယ်ဘယ်မှာပါလဲဗျာMassachusetts မှာတင်ပါဗျာတင်ပါဗျာ IMS လို့ပြောခေါ်တယ်တင်ပါဗျာတင်ပါဗျာအဲ့ဒါကြတော့ဗျာဒီလိုတကယ်ဝိပဿနာစစ်ကိုပြရတယ်ဗမာပြည်ရဲ့ဆရာတော်ကြီးတွေအဲ့ဒီနေရာကိုမရောက်ဘူးတာမရှိတော့ပဲဆရာတော်ဥပန္နိတဆိုအချိန်ပေါင်းများဆိုတခါတော့ဆရာတော်ဥပန္နိတရောက်နေတဲ့အချိန်မှာဘုန်းကြီးလည်းမရှိဘူးဟုတ်တာဗျာတင်ပါဗျာတင်ပါဗျာ IMS က Internet မှာရှိလား IMS meditation center ဆိုတော့တင်ပါဗျာသူတို့ program တွေပါတွေ့ရမယ်တင်ပါဗျာ booking ကိုစာစိုးရည်တွေကလောက်ရတယ်တင်ပါဗျာတင်ပါလောက်ချင်တာဝင်ကြတယ်ဆိုအဲ့ဒီတော့ဘုန်းကြီးကိုကြွနိုင်မလားလို့မြင်နေသေးတယ်တင်ပါဗျာဆရာတို့ကြွနိုင်လားဗျာအခုမကြွနိုင်သေးဘူးအရင်တော့ကြွခဲ့ပြီတင်ပါဗျာဆရာတို့ကြွမယ်ဆိုရင်တပည့်တော်တို့လေမကြွနိုင်ဘူးဆိုတော့ဘာမှပြောဖို့မရှိဘူးမကြွနိုင်ဘူးလို့ကျွန်တော်ဟိုအခက်ခဲတချို့ကြောင့်မကြွနိုင်တာများဖြစ်ခဲ့မယ်ဆိုတော့တပည့်တော်တို့ဖြည့်ဆည်းရဘုန်းကြီးမှာဘာအခက်ခဲမှမရှိဘုန်းကြီးလှုပ်ချင်တဲ့ဆန္ဒရှိလှုပ်မလို့သာဆုံးဖြတ်ရင်လှုပ်လို့ရတယ်သဘောပေါက်ပါတယ်ဖေ။တင်ပါဗျာတင်ပါဗျာ
တပည့်တော်တော့တတာပေါ့ဗျာ ဟုတ်ပါပြီနားလည်ပါလေမေတ္တာတရားသိကောင်းပါတယ် တင်ပါဗျာ အဲ့ဒါတွေကတော့ တင်ပါ နားလည်ပြီးသားတွေပေါ့လေအရေးကြီးတာဒီမိုင်းကျမ်းမာရေးကိုစိုက်ပါဟုတ်ဆိုဒီမိုင်းမှာသားသမီးတွေရှိတယ် တင်ပါဗျာတင်ပါဗျာ ဒီမိုင်းအသက်ရှင်ရင်တို့တို့အများကြီးကျိုးရှိမယ် တင်ပါဗျာ ပြီးတော့ဒီမိုင်းကလည်းခုနပြောတဲ့ဟာလည်းပါတော့ပေါ့လေနော်ခုဆိုရင်တခါတည်းအာတုံခွန်ဆိုင်လုပ်ချင်တယ် force တွေအများကြီးတုံးမလို့လုပ်လိုက်ချင်တယ်တချို့ကိစ္စလောက်ကီကိစ္စတွေမှာအဲ့လိုလုပ်ရင်အောင်မြင်တာတွေရှိပါတယ် မှန်ပါဗျာ အဲ့လိုလုပ်လို့မရတဲ့ကိစ္စတွေလည်းရှိတယ်အဲ့တော့ကိုယ်စိတ်ကိုနားလဲပါ တင်ပါဗျာ force ကိုသိမသုံးပါနဲ့အဲ့တော့ကြားမာရေးကိုအခုချိန်မှာအထူးသဖြင့်လေ့လာပါဆရာဝန်ကတော့ဆေးနဲ့ပတ်သက်တာလုပ်ပေးမယ်နော်ဘုန်းကြီးနားလည်းလောက်တော့ diet ကိုမပြင်မဲနဲ့မရနိုင်ဘူး တင်ပါဗျာ ဘာယောဂမှမရှိတဲ့ diet ကိုပြင်ကြားမာရေးကိုကောင်းတယ်ယောဂရှိရင်ပိုတော့မှစဉ်းစားဖို့လိုတယ် မှန်ပါဗျာ အဲ့တော့ဖြစ်တယ်လို့စားခဲ့တယ်ဆိုတာတော်တော်ကိုမလုပ်သင့်တဲ့ကိစ္စပါ တင်ပါဗျာ စားတိုင်းတေချာစဉ်းစားပါဘာပါလဲပါဘယ်အတင်တော်လဲဆိုတာ တင်ပါဗျာ ဟိုရောင်ရဲတင်းနေနေဆိုတာကောင်းပါတယ်နော်ဘုန်းကြီးတို့လည်းအဲ့လိုပဲတန်းနေလောက်နေခဲ့ပါတယ်ငကိုတွေကလည်းသိအစားတော့ကြီးများတဲ့အချိန်မရှိဘူးကိုမစားကျင်တာရှိရင်တော့မစားဘူးအဲ့ဒါတော့သိကြတယ်ဒါပေမဲ့ဘုန်းကြီးစားကျင်တာကိုပြောပါဆိုရင်လွယ်လွယ်လေးနဲ့ရတဲ့ဟာကိုစား တင် ခဲ့ ပါ တယ် ဗျာ ဥပမာဘုန်းကြီးတို့ငယ်ငယ်တော့ဆိုရင်အိမ်မှာနှုတ်ရှိရင်နှုတ်နဲ့ထမင်းနဲ့စားတယ် တင်ပါ အားပြဿနာမရှိဘူး ပါဗျာ ပဲဟင်းရှိရင်တိတ်ကြိုက်တာပဲနော်ပဲဟင်းအာလူဟင်းဆိုတာအလုံးကြိုက်ပဲဝယ်ပြီးတော့ထားလို့ရတယ်ကြိုက်တဲ့ချိန်ချက်လို့ရတယ်အခုတော့ဝယ်လို့မရလို့ဈေးမှမရှိဘူးဆိုတာမျိုးမရှိဘူးနော်တော့ဘလို့စားရောင်ရဲပါတယ်ဒါပေမဲ့ကျမကြီးမကောင်းတဲ့ခါမှာတော့တေချာရွေးပါနော်တကယ် quality အကောင်းဆုံးအစားအစာကိုစားပါအဲ့တော့စီနဲ့ပတ်သက်တာဘုန်းကြီးအများအားပြောခြင်းတယ်ဘုန်းကြီးကိုယ်တိုင်လည်းရင်တော့စီကိုတက်နေလို့ရှောင်းတယ်အခုတော့တေချာလေးလာကြည့်တော့မကောင်းတဲ့စီကိုလုံးဝမစားပါနဲ့ရှောင်းပါဒီနေ့ကောင်းတဲ့စီကိုတော့လိုအပ်တဲ့အတိုင်းအတာအတွင်းမှာစားကိုစားမှရတယ်ခန္ဓာကိုယ် cell မှာမြတ် cell membrane မှာမြတ်အားလုံးကစီနဲ့လောက်ထားတာ တင်ပါဗျာ စီမကောင်းရင်အဲ့ cell membrane မကောင်းတော့ဘူးနော် cell membrane မကောင်းရင်အဲ့ဒီ cell ကအလုပ်ကောင်းကောင်းမလုပ်တော့ဘူး တင်ပါ ဒါဟိုရိုးရိုးလေးနားလဲတဲ့စကားနဲ့အရှင်းဆုံးပြောလိုက်တာပဲ တင်ပါဗျာ ဟိုသူတို့ကျမ်းမာရေးစာအုပ်တွေမှာဟို biochemistry စာအုပ်တွေမှာပါတာတော့ပြောပြလို့တော်တော်ခက်ခဲပါဘုန်းကြီးတောင်နားလဲဖို့ကသူတို့ရိုက်ထားတဲ့သူတို့ဆွဲပေးထားတဲ့ diagram တွေတခြားကြည့်ပြီးတော့အသေးစိတ်စဉ်းစားရတယ်ဘယ်ကဘာလုပ်တယ်ဘယ်ကဘာလုပ်တယ်နော်ပြီးတော့ဟိုတနေ့ကပြောလိုက်တယ်လို့ပဲဒီ cells တွေအားလုံးမှာ switch ရှိတယ်သူတို့မှာတော့သဘောမျိုးရှိတယ် တင်ပါ ဖွင့်ပေးရတယ်တို့မဝင်ကျင်တိုင်းဝင်လို့မရအောင် cell ထဲကိုအဲ့ဒီ switch ကကောင်းမှုမတန်ရေးကြည့်တယ်ဆိုတော့ sensitivity ပေါ့နော်တချို့က insulin resistant ဖြစ်သွားပြီဆိုရင်နော် insulin ရှိနေတယ် insulin က sugar ကိုယူသွားတယ် cell ကလက်မခံဘူးဒါကြောင့်ဘုန်းကြီးကကြိုးစားနေတာဘုန်းကြီးရဲ့ insulin resistant ကိုလျှော့အောင်ကြိုးစားနေတယ် insulin sensitive ကိုဖြစ်လာအောင်လုပ်နေတာကြိုးစားနေတာ diet နဲ့ပဲလုပ်လို့ရတယ်အဲ့ဒါ chart နည်းနဲ့မရအောင်ဘယ်ဆေးနဲ့မှမရအောင်တော့ diabetes control လုပ်ဖို့ဆိုတာ metformin နဲ့လုပ်လို့ရတယ် insulin ထိုးရင်ရတယ်ဘုန်းကြီးအရင်တော့ metformin တောက်တယ် insulin ကတော့တစ်ခါမှမထိုးဘူးအခုလာတော့ကြာသွားပြီ metformin မတောက်ဘာဆေးမှမတောက် တင်ပါဗျာ diet နဲ့ပြင်ကြည့်တော့ရတယ်ဘုန်းကြီး carbohydrate ကိုနည်းနည်းပဲစားတယ်နေလို့ရတယ် ဆရာတို့ ဘုန်းကြီးမှာ energy အများကြီးရှိနေတယ် ပြောကြည့်ဖြစ်သွားတဲ့အချိန်ဆရာ အဲ့ဒါ diet အကြောင်းကိုလေ့လာပါနော်လေ့လာတော့ဟိုတင့်တော်မဲ့ vegetable ကိုရွေးပါဘုန်းကြီးစားလို့စားမယ်လို့မဆိုလို့ဘူးနော် တင်ပါ ကိုယ့်နဲ့ဘယ်ဟာဘယ်လောက်တင့်တော်လဲဆိုတာကိုယ်ပဲသိတယ်ဘယ်သူမှကိုယ်ပြောပိုင်ခွင့်မရှိဘူးပဲဆိုလဲလို့ပဲပဲရတဲ့တယ်မတည့်ဘူးပဲ protein ငါ protein food protein no protein ဘုန်းကြီးကတော့ yogurt ဆိုတော့ပို့တော့ခဏကွာ digest လုပ်လို့ရတာနော် yogurt bacteria အစာရင်လမ်းကြောင်းကိုအများကြီးထောက်ကူပေးတယ်အစာရင်လမ်းကြောင်းကောင်းဖို့ကအလုံးပဲရည်ကြည့်တယ်အခုသူတို့ပညာရှင်တွေလာကြည့်တော့လူတိုင်းအင်းနဲ့များအစာရင်လမ်းကြောင်းအလုပ်ကောင်းကောင်းမလုပ်ဘူးဒါပေမဲ့တိကိုမသိဘူးလားသူ symptom မပြအောင် တင်ပါတင်ပါဗျာ ဒါကိုအစာရင်ကိုဒုက္ခပေးမဲ့ဟာဘာမှမစားသင့်ဘူး trans fat တော့မစားသင့်ဘူးဒါပေမဲ့တဘာဝ fat ထဲမှာ trans fat ကနည်းနည်းတော့ပါနေတာပဲ တင်ပါ မနည်းနည်းတယ်ပြီးတော့ oxidation inflammation အဲ့ဒါကြောက်စရာအကောင်းဆုံးပါ တင်ပါဗျာ အဲ့တော့ဒီ lungs တူဘာလို့အဆန်နော်တချို့ fat တွေမစားဘဲနေရင်အဲ့ဒီ lungs ကအလုပ်ကောင်းကောင်းမလုပ်ဘူး တင်ပါဗျာ အဲ့ဒါဘုန်းကြီးစားရမှာအများကြီးတွေ့တယ်တချို့ fat တွေကိုမစားလို့ရှိရင် heart အလုပ်ကောင်းကောင်းမလုပ်ဘူးတချို့ fat တွေမစားရင် brain ကောင်းကောင်းလုပ်မလုပ်ဘူး
တော့ fat ရှောင်ဆိုရင်ဒုက္ခတော့ရောက်ပြီအရေးကြီးတာ bare fat မျိုးစားတင်တယ်လေအဲ့ဒါစဉ်းစားပါရှောင်ဆိုတဲ့စကားကိုမသုံးပါနဲ့အဲ့ဒါအင်မတန်ဉာဏ်ပညာနည်းတဲ့စကားပါ တင်ပါဗျာ ပြီးတော့ body weight မတက်အောင် တင်ပါဗျာ အင်မတန်ရေးကြည့်ပါတယ် body weight တရေနဲ့တက်နေဆိုအဲ့ဒါဒုက္ခရောက်နေပြီကြီးကျယ်ဒုက္ခနေကြံ့လိုက်မကောင်း တင်ပါဗျာ body weight ကိုနည်းနည်းကြာအောင် diet လည်းလုပ်ရမယ် exercise လည်းလုပ်ရမယ်နော် meditation တစ်ခုလည်းမရဘူးနော် တင်ပါ တချို့လူတွေကတရားထုံးနေပြီးလို့ထင်တာပဲဘုန်းကြီးတော့မရဘူးလို့ယူဆတယ်အဲ့လိုပြောတာတချို့တော့ကြိုက်ချင်မှကြိုက်တယ် တင်ပါဗျာတပည့်တော်ကအဲ့ဒီစိတ်ကိုဆရာဘုရားအခုပြောတဲ့အချိန်မှာတပည့်တော်တို့အင်မတန်တန်ဖိုးမဖြတ်နိုင်တဲ့စကားတွေပါဗျာဘာဖြစ်လို့လဲဆိုတော့တပည့်တော်ကကိုယောဂအရာတပည့်တော်စိတ်ထဲမှာကိုအချိန်မရှိတော့ငါအချိန်မရှိတော့အချိန်မရှိတော့ဆိုပြီးတပည့်တော်ကလောဘကြီးဖြစ်ပြီးတော့ကျန်တာအကုန်စွန့်ပြီးတော့အဲ့ဒီဟာတစ်ခုကိုပဲအာယုံစိုက်ပြီးတပည့်တော်ခန္ဓာကပိတ်ပြီးတပည့်တော်အားထုတ်တယ်ဗျာပြီးတော့တော်ရဲသွားပြီးတပည့်တော်အားထုတ်ပါတယ်ဗျာအဲ့လိုလုပ်တဲ့အခါမှာဒီအပေါ်မှာပဲပြန်လောဘဖြစ်ပြီးတဲ့အခါမှာတကယ်ကျတော့လည်းမသေးသေးဘူးဗျာမသေးသေးတဲ့အခါကျတော့ဆရာတော်ခုနေပါတပည့်တော်တွေ့ရတာအင်တန်တန်ဖိုးရှိတဲ့အံကိုက်ပဲဖြစ်ပါတယ်ဗျာတပည့်တော်အများကြီးလည်းဒီသဘောပေါက်သွားပါတယ် နည်းနည်းပြောတာကောင်းမယ်ထင်တယ်ဒီနေ့တော့များသွားပြီ ဆရာတော်လည်းဆုံးတော့ပါတော့ အေးဟုတ်ကဲ့ ဒါလေးကိုတွေ့တော့လေဟိုတနည်းကကြည့်ခဲ့မာရှယ်ဆိုတဲ့ တပီးလေးတွေနှစ်ယောက်ကိုကြည့်ရတာချစ်လုံးလို့ပါနော်ချစ်စရာကောင်းလိုက်တာ You are so lovely and beautiful say thank you yeah so lovely so beautiful And so playful. yeah တော့အဝစီရကောင်း That's their nature. Children should be always happy. It's really playful, and then all the time they chit chat. Just to see them makes me feel so happy. ဆရာတော်ဟိုကမဟုတ်ဘူးဟိုအတွက်မဟုတ်ဘူးဆရာတော်ဟိုတရားလျှောက်ဖို့တက်ဖို့ဆရာတော်ကဟို DNA ပါစိတ်ဝင်စားတတ်တယ်ဆိုလို့ဆရာ ဒါမဲ့ဘုန်းကြီးဆရာမဟုတ်ဘူး ဖုန်းဆရာတော်ဆေးရဲ့ဟိုဟာကိုပြချင်တော့ဗျာပြီးခဲ့တဲ့တစ်ခေါက်တော့ဒီလိုမျိုးလေးပေါ့နော်ဒီတစ်ခေါက်ပြန်တော့ဒီလိုမျိုးလေးဖြစ်ပါတယ် improvement ရှိတယ်နော်အဲ့တော့အသက်ရှင်နေရမယ်လို့ပဲယုံကြည်ပါ တင်ပါနော်ဆရာတော်ကတပည့်တော်ကိုမိရတယ်စူပါမားကတ်ကိုသွားလို့ box တခု Marshall ဆိုတဲ့ဟာလေးတွေ့ခဲ့တယ်ဗျာတပည့်တော်အဲ့ဒီပစ္စည်းလေးကိုသိတဲ့ပေါ်ကြတယ်ဒါပေမဲ့တပည့်တော်ကြည့်ပြီးတော့ကြည့်တော့အသုံးကိုမတည့်ဘူးတပည့်တော်နဲ့လေ तू ကအဲ့လိုပင်တစ်ခုကိုတက်ပြီးတော့ तू က box လေးအဲ့ဒါအခုတပည့်တော်ကြည့်တော့ဆရာတော်ဒီမှာသုံးတဲ့ပစ္စည်းပဲလို့တပည့်တော်အဝင်ခွင့်ကြသွားဖြစ်ပါတယ်ဗျာတပည့်တော်အဲ့ဒါလေးဝယ်ခြင်းတယ်ဗျာဆရာတော်မှာ တရားကဘုန်းကြီးအိတ်ထဲထည့်ပြီးတော့ယူသွားလိုက်လို့ Marshall က ကြီးကြီး Marshall ကခောက်လို့ရတယ်ဗျာဒီလိုလေး ဘယ်လောက်ကြီးလဲ size က size ကဒီလောက်ပဲဗျာ half A4 လောက်ပဲရှိတယ်ဗျာဟမ် no weight ဘယ်လောက်ရှိလဲ ဆရာတော်ဟွာလေးဒီလိုလောက်ပဲဗျာကြစ်ကလေးနဲ့တပည့်တော်စကြည့်ပါမယ်ဗျာဒီကောင်ရဲ့တော့နှစ်ဆလောက်တော့ရှိတယ်ဒါပေမဲ့ it's compact ပြီးတော့ quality က ဖြစ်လို့ compact ဖြစ်တယ် ဖယ်သွားနိုင်လို့ ဆရာတော် They want to say. အရန်ကောင်းတယ်ဗျာတပည့်တော်လေးတိုးရဲသွားရင်လို့တပည့်တော်အဲ့ဒါယူသွားပြီးတပည့်တော်တက်ပင်အောင်မှာနားမယ်ဆိုပြီးတော့ဒါပေမဲ့တပည့်တော်စဉ်းစားလိုက်တော့ तू ကတပည့်တော်လိုချင်တဲ့ဟာမျိုးမှာသုံးတာမဟုတ်ဘူးဆိုတော့ခုဆရာတော်တရားဟောတဲ့ဟာတော့ဘာလို့အဲ့ Marshall နဲ့ဆိုရင်ဆရာတော်အရန်ကောင်းတယ်ဗျာ ဘုန်းကြီးကိုလှူကြတာတွေရှိသေးတယ်ဒီလိုဆက်မျိုးတွေ ဟုတ်လား ဘုန်းကြီးကဒါပဲသုံးတယ် အဲ့လိုဖြစ်ပါလေဆိုရင်ဒီမှာဒါဟာဖြစ်ပါလေစိုးရိမ်နေဖေဟာ သူကပေါ့ပါလေးသုံးရတာ simple ဖြစ်တယ်နော် ပြမလားဒါလေးပြလိုက်ပါဒီဟာလေးပြပေါ်တေဘမာရှော သူ့ကိုအခုလို microphone တက်ပြီးတော့ပြောရင် အဲ့လိုသုံးတဲ့ဟာပါဗျာ တေးကြလား သိကြတယ်ဗျာ Mama, no, okay. The video they saw what they did. ကို Mama, သိကြတယ်သိကြတယ် လုံးလုံး အဲ့ဒီက တခါတလေဘုန်းကြီးတွေ့ဘူးတယ်သူတို့ကအတန်ထွက်အောင်လုပ်ပေးတာပဲရှိတယ်ပေါ့အဲ့လို oh, microphone နဲ့ပြောတဲ့ဟာ microphone နဲ့ရချင်မှရမယ် microphone ထိုးလို့ရချင်မှရမယ် တော့ amplify design amplify လုပ်ပေးရမယ် မဟုတ် speaker तू က तू ဟိုဒါရှာလိုက်ရင်ဘာမှမခက် Marshall speaker Singapore အဲ့လောက်တည်ရင်ရှာလိုက်ရင်ဘာမှမခ တင် က် ပါ ဘူး ဗျာ ဒီ video တစ်ချက်တော့ကြည့်လိုက်ပါ ဒါ ဦး လေးက ဒီဟာလေးကအင်မတန်ကောင်းတယ် တင်ပါဗျာဆရာတော်ခီးသွားတာ စိုးစားစေ သိတယ်ရှိပြီ ပေါ့ Well, we talked before.
လေကြောင်းပဲနေဘုံကြီးဒီလိုဒီနေ့ကျဖန်ပန်လေးလို့လေကြောင်းလေးကိုဖြစ်တော့ပုံတောက်ဖို့လေသူကအာလုံးလို့ပေါ့စေမလေး အားလုံးဆုံးဝမ်းကြကြမယ်လားဆုံးဝမ်းကြကြလားဒီမှာတော့ဇောလိုက်ကဇောလိုက်ကအဲ့ဒါအားလုံးဝင်လို့ရအောင်လားနောက်ကဟင်းလို့ရတယ်လေဒီဘုကြောင့်များဒီဘုကြောင့်များရဲ့ဘယ်သူရှိသေးလဲရင်းကြီးရလွယ်လွယ်
你这种上课嘛，好吧？妈路妈过来了吧？这个忽悠别嘛，这个人对面了，忽悠别。妈过来，对吗？妈过路变偏。OK， 是的，冇污嘛是的呀。OK。
။
ချတယ်ဘောဒီပဲချတယ်ဘူးပေါ့ ရရလူခါပါရရဆိုင်ဆိုင်ဆိုင်ခွင်တာတို့ထမင်းဆိုင်ကဒီဝတ်လက်ရောက်တာတို့